တရားပွဲလူများလာတာသိပြီးကျေးဇူးတင်တယ်လူအများကြီးလာတာကြည့်လိုက်ခြင်းအပြင်သူတို့သာသနာပြုစိတ်ဓာတ်ကလေးတွေရင်ထဲမှာရှိသေးတယ်ဒါလေးတွေ့လို့ရတယ်အဲ့တော့ဒီစိတ်ဓာတ်ကလေးကိုတို့က6ခမ်းမသွားအောင်မိမိကသာသနာကိုဆွဲဆောင်နိုင်သူဖြစ်အောင်ဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပိဇေတဝန်ကျောင်းထဲမှာတရားဟောတဲ့အခါများတန်ခါပရိသတ်ကြီး3သိန်းကျော်တာဝတိမြို့တစ်မြို့လုံးကတရားနာလာကြတယ်ဒါပေမဲ့ကျောင်းထဲမှာအကြတန်တောင်အဲ့ဒါမှလဲဆိုတော့ဘုရားပေါ်မှာကြည်ညိုတဲ့စိတ်လေးစားတဲ့စိတ်နဲ့ဘုရားကိုစိတ်ငြိမ်စွာပူဇော်ကြတယ်စီကံရှိစွာတရားနာလာတယ်စီကံရှိစွာပြန်လဲထွက်ခွာတယ်ရှင်းသလားတကယ်အစင်တန်းမြင့်တဲ့စိတ်ဓာတ်အစင်တန်းရှိတဲ့ပုဂ္ဂိုလ်ဟာဘုရားစကားကိုရှေ့တင်နားထောင်အောင်မလားကိုယ်ရနားထောင်အောင်အစင်တန်းရှိတဲ့သာသမီဟာမိဘစကားကိုရှေ့တင်နားထောင်အောင်မလားကိုယ်ရနားထောင်အောင်မပေါ့နဲ့သူကကိုယ်ရနားထောင်မယ်ဆိုရှေ့တင်နားမထောင်ဘူးပေါ့ရှေ့တင်နားထောင်မယ်ဆိုရင်ကိုယ်ရနားမထောင်ဘူးပေါ့ပြန်မပြောနားမထောင်ဒီလိုဖြစ်တဲ့သလားစိတ်ဓာတ်ခွန်အားရှိတဲ့အစင်တန်းရှိသူဟာဘုရားစကားမိဘစကားဆရာသမားစကားကိုရှေ့တင်ကိုကွယ်ရပါနားထောင်အောင်ရှင်းသလားကောင်းပါပြီဒီနေ့ကျေးဇူးရှင်ဦးဇင်းရဲ့ဆရာသမားဖြစ်တဲ့ဆရာတော်ဥဒ္ဓမိတ်တရကိုအခုလို့ပူဇော်နိုင်အောင်ကြွရောက်တရားနာလာတဲ့ပူဇော်ခွင့်ပေးတဲ့သာသနာပြုတရားဓမ္မအားလုံးကိုအထူးပဲဦးဇင်းကလှိုက်လဲကျေးဇူးတင်ပါတယ်အဲ့တော့ကျေးဇူးတင်သည့်အလျောက်သူတော်ကောင်းတို့အတွက်အကျိုးရှိအောင်လဲအတတ်နိုင်ဆုံးကြိုးစားဟောကြားပေးမယ်လို့နော်ဂတိပြုပါတယ်နော်ကဲကောင်းပြီအဲ့တော့မနေ့ကအခြေခံကလေးနည်းနည်းပြန်ပြောမယ်ဘုရားရှင်ဤသာသနာသည်ဘယ်ပေါ်မှာမူတည်လဲဘုရားဤအဆုံးအမဗုဒ္ဓဘာသာဆိုတာဘုရားအဆုံးအမပဲအဲ့တော့ဗုဒ္ဓဘာသာဝင်ဆိုရင်ဘယ်သူအဆုံးအမနားထောင်တယ်ဆိုတာလိုက်နာကျင့်သုံးရမှာကိုယ်တိုင်နှလုံးသားထဲမှာမျက်နှိုးစွာတန်ဖိုးထားပြီးလိုက်နာကျင့်သုံးနေမှဗုဒ္ဓဘာသာရှင်းတယ်နော်အဲ့ဒီမှာတတိယလို့မေခွန်းလေးတစ်ခုဖြတ်ပြောမယ်အရှင်ဘုရားတပည့်တော်နားမလဲလို့တဲ့စာလေးတစ်စောင်ရောက်လာတယ်တပည့်တော်မျိုးမှာတဲ့ဘုရားပွဲတွေလှုပ်တိုင်းနတ်ကနာအရင်ပေးရတာဘာကြောင့်မှလဲဘုရားတဲ့အဲ့ဒါခောပကလူကြီးတွေကဗုဒ္ဓဘာသာမဟုတ်လို့ပြောလိုက်တပည့်တော်မေးတော့ဖြေတယ်တဲ့ပွဲကိုအနောက်ရှက်ဖြစ်မှာစိုးလို့ဆိုတော့အဲ့ဒီ38မင်းဆိုတဲ့အကောင်တွေကဖယားထက်များစွမ်းသလားဖယားကအဲ့ဒီကောင်တွေကိုကြောက်နေရတာလားရှင်းလားပွဲလုံနေတာကိုကမှားနေပြီကွာလို့ကြံတာမေးမနေနဲ့တော့ရှင်းလားဖယားကိုပူဇော်ခြင်းရင်ဖယားမျက်နှိုးတဲ့တရားနဲ့ပူဇော်တာသာအကောင်းဆုံးရှင်းတယ်နော်ပွဲလမ်းသဘင်လှုပ်လိုက်ပြီးဆိုကြတဲ့ကရင်ရည်ရွယ်ချက်မှားနေတယ်သူတို့ကဖယားလူစီဖို့လူတော့စီတယ်ဖယားကိုလာပြီးတော့ပူဇော်တာလားဖယားလာပြီးတော့မထေမဲ့မြင်ပြုကြတာလားဒါပဲအဲ့တော့သာသနာထုံးကားသွားတာလားပျက်စီးသွားတာဟာဘုရားဘွယ်ကြီးကြက်ပြန်တကြစီကားတာဟေးလို့ပြောလိုက်ရင်သွားပြီအဲ့ဒီဘုရားပြက်ပြီရှင်းလားသဘောပေါက်သလားအေးသူတို့ကဗုဒ္ဓဘာသာမဟုတ်လို့ကွာဗုဒ္ဓဘာသာဆိုရင်ကိုးကွယ်စရာတရဏဂုတ်ဘုရားယရဏတရားယရဏသံဃာယရဏဗုဒ္ဓံတရဏံဂစ္ဆာမိလို့သာရင်ထဲကလှိုက်လဲအပီအပြင်းဂိမ်းအောင်ထားရင်သိမ့်စီထားရင်ဘလူးတော်မကတ်နိုင်ဘူးအဲ့ဒီပိဋ္ဌာ38ကောင်အနာတိဖို့ဝေးလို့ဘလူးတော်မကတ်နိုင်ဘူးရှင်းလားဒီလောက်ကလေးမှယုံကြည်ခြင်းမရှိဘဲနဲ့ဘာလို့ဘုရားလူကြီးလုံနေကြသလဲလို့မေးဖို့ရှိတယ်ဆရာကြီးဘုရားလည်းပြောတာမကောင်းဘူးတဲ့နော်မကောင်းလည်းမနှက်ပြန်ပြန်ပြီဘိုင်းမယ်ရှင်းလားသာသနာအထူးစင်ကြယ်ဖို့အရေးကြီးတယ်အဲ့တော့တခြားဘာသာကလူတွေကြည့်ရင်ဗုဒ္ဓဘာသာကြီးကအမတန်ဖရိုဖရဲနဲ့စီကံစနစ်မရှိဘဲနဲ့ဗျံပရာအနိုင်ဆုံးဘာသာဝင်ဖြစ်နေတခြားဘာသာနဲ့ပြောင်းလာတဲ့ဗုဒ္ဓဘာသာရောက်လာရင်ရှင်ဗျာတဲ့ကိုယ်ဘာသာကိုနေတော့ကမှတခုတည်းရှိတယ်
ရှင်ဘုရားတို့စီရောက်တော့ဘယ်လိုက်လို့လဲမှမသိဘူးတဲ့ရေရစာပြသရာကတစ်မျိုးနတ်ကတော်ကတစ်မျိုးဟင်ဘိုးတော်ကတစ်မျိုးဘုရားနဲ့ကိုသူတို့မတွေ့ရဘူးကျင်တယ်နော်ဒါဖြင့်အားလုံးမေးကြပါလေသာသနာပြုကြမှာလားသာသနာဖျက်ကြမှာလားဒါတို့လုတ်ခဲ့တာတော့အဖျက်လုပ်ငန်းတွေကြီးလှုပ်လာတာဆိုတာမမေ့နဲ့အဲ့ဒါကိုတပည့်တော်တို့မတတ်နိုင်ဘူးဗျာရှေးထုံးလဲဈေးသုံးလဲအဲ့တော့ရှေးကဘိုးစဉ်ပေါင်ဆက်သွားတဲ့လမ်းအတိုင်းဆက်သွားရှေးထုံးမပယ်တော့ရှေးလူကြီးတွေသွားတဲ့နေရာပဲသွားမယ်တဲဦးရှင်းသလားဈေးသုံးမကြွယ်နဲ့ဆိုတော့ခင်ဗျားတို့အခုတရုတ်စုပ်နဲ့ပဲတွေ့တယ်တရုတ်ပစ္စည်းမှန်သမျှဈေးပေါ်တယ်ဈေးပေါ်တာမှန်သမျှတစ်ခုမှမကောင်းဘူးအပြက်ကြီးပဲပေါ်ရင်ချောင်ရင်ဘယ်ဟာမှမကောင်းဘူးရှင်းသလား quantity နောက်ပဲလိုက်နေတယ် quality မရှိဘူးဖြစ်နေအဆင့်တန်းမြင့်တဲ့လူမျိုးဟာအရေးချင်းမရှိတဲ့အရေးသွေးမရှိတဲ့ပစ္စည်းသုံးကုန်မသုံးတို့အဖေတို့မေတို့ဘိုးတို့ဘွားလက်ထက်ကဂျပန်ကားစီးရင်အဲ့ဒီကောင်အောက်တန်းကြတဲ့ကောင်ဂျပန်ကားကိုကားလို့ကိုမထင်တာတဲ့ခုတို့လက်ထက်ကျတော့တိုးတက်လာတာတရုတ်နဲ့ယူရီးယားအားထားနေရတယ်ဂျပန်လောက်တောင်အဆင်မရှိတော့တိုးတက်လာတာဆုတ်ယုတ်လာတာကိုယ့်အခြေအနေကိုပြန်ကြည့်အောင်အရေးချင်းမရှိတဲ့ဟာတွေသုံးရမယ်တူတူတော့ရှိတာနဲ့ဖြစ်အောင်နေမယ်ကွာမယုံရင်မနေ့ပြန်သက်သေပြခြင်းအိမ်ထဲကနာယီအစုပ်တွေအကုန်လုံးနာယီစင်မှာလာပုံလဲပါလို့ပြောလိုက်အဲလမ်းပိတ်မသွားဘူးဆိုသူမင်းသားပြောခြင်းလို့ပြောရှင်းလားတရုတ်ဆက်ကတရက်နဲ့စုပ်တာအဲ့ဒါလေအဲ့ဒီပစ္စည်းကဗမာတပြည်တည်းပဲရောင်းလို့ရတယ်သူဘယ်ပြည်မှရောင်းလို့မရဘူးအရေးချင်းရှိတဲ့မြန်မာလူမျိုးအတ္တကြီးတဲ့မြန်မာလူမျိုးဝိသမလောဘအားကြီးတဲ့မြန်မာလူမျိုးစက်ပစ္စည်းတခုပြလိုက်နမူနာပြလိုက်ဒါဒီပစ္စည်းက100တန်းနဲ့ဆို90နဲ့မရဘူးလားရပါတယ်90တန်းအောင်လုပ်ပေးလိုက်80မရဘူးလားရပါတယ်အဲ့တော့ဒီမှာ100နဲ့ရောက်သွားမြတ်နေပြီသားဆိုတော့ဟော90တန်းလောက်လုပ်ပေးလိုက်တော့ဟောတဝက်လောက်ဖြုတ်ချပေးလိုက်တယ်ရော့အပြင်ကပုံကြီးပဲပါတယ်ထဲကပစ္စည်းမပါတော့မြတ်ဖို့ပဲကြည့်ဟုတ်ပြီနော်အဲ့တော့ဒီလိုပျက်စီးနေတာဒီခုမျိုးတွေသွားကြည့်ရင်လဲဘယ်မျိုးရောက်စိတ်ထဲမှာယင်ထဲမှာအလွန်မင်းစိတ်ဆင်းရဲစရာကြုံရတယ်ဘယ်မျိုးဝင်သွားမျိုးပြက်ကြီးတွေသွားနေရတဲ့အတိုင်းပဲမျိုးတွေကလမ်းတွေတခုမှမကောင်းဟမ်နေဟင်္ဒရာမျိုးတွေလျှောက်သွားနေတာစိုးစိုးပြေမရှိဘူးလူတွေသာသွားနေတာလမ်းတွေကအိုးပေါက်ပြင်းဟာဒုက္ခပဲငါမျိုးပြက်ထဲမြန်ရောက်နေသလားတခုတော့ရှိပါတယ်ဒါအဆိုးမြင်ဝါဒလို့ပြောရင်ပြောလိုက်မယ်သူမင်္ဂလာအကောင်းလဲမြင်တတ်ပါတယ်နော်တနိုင်ငံလုံးမှာတူညီတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့သိကျေးဇူးတင်တယ်ဦးဇင်းအခုချိန်မှာဘာကိုကျေးဇူးတင်တာလဲဆိုတော့တနိုင်ငံလုံးသွားခြင်းနဲ့လမ်းကိုသွားလမ်းတိုင်းမှာအင်္ဂါရတေဟာတပြေးညီတဲ့ရှိတယ်တစ်ဘယ်လမ်းသွားအစာကြေရမယ်နေ့ရင်ချောင်ရမယ်သုံးအာယုံကြောများပွင့်လန်းလာရမယ်ရှင်းသလားအစာကြေမယ်ရင်ချောင်မယ်အာယုံကြောတွေလန်းဆန်းလာမယ်ဒါကလေးစားတွေကိုအကုန်လုံးလှုပ်ပြီးတော့ဒါကျမ်းမာရေးလှုပ်ပြီးသားသူမင်္ဂလာမနစ်ကသိမလို့ဖြစ်နေတာအခုဒီလမ်းနေကျေးဇူးကြောင့်တော်တော်မားလာတယ်အဲ့ဒါကျေးဇူးတင်တယ်ရှင်းတယ်နော်နောက်စပိလွန်၍တိမ့်မောက်ခြင်းလုံးဝဖြစ်เสียမလို့အဲ့တော့အင်္ဂလန်ကကလေးတယောက်နဲ့3နှစ်သားလေးနဲ့သွားတဲ့အခါမှာကားပေါ်ရောက်တော့ဖုံးဖုံးနဲ့ဟေးလို့ဆိုခပတ်ပတ်တယ်သူကပတ်ပြီးနေပြီဘာဖြစ်လို့ဟာကားပေါ်ရောက်ရင်ခပတ်မှမသိဘူးလားတဲ့ရှင်ဖျားတို့နိုင်ငံစီကံမရှိဘူးလားပတ်တော့ပတ်တယ်ကွာလို့ခပတ်ကပတ်เสียမလို့ဘူးကွာလို့ခပတ်ပတ်လောက်အောင်အချိန်နဲ့မောင်းလို့ရတဲ့လမ်းဒုဗမာပြည်မှာမရှိဘူးလို့သဘောပါလားအကောင်းမြင်တတ်ပါတယ်သူမင်္ဂလာဘယ်မှအဆိုးမမြင်ပါဘူးအစာကြည်တယ်ရင်ချောင်းတယ်အာယုံကြောတွေလန်းဆန်းလာတယ်နော်ဒါကျမ်းမာရေးမကောင်းရင်ကားများများစီးပါနောက်လုံခြုံမှုအပြည့်ရှိတယ်စပိလွန်၍တိမ့်မောက်မှာလုံးဝမစိုးရင်ရရှင်းသလားနောက်တစ်ခုကြံပါသေးတယ်စပိလုံယုံနေစပိငြိမ်ယုံနေမဟုတ်သေးပါဘူးအားလုံးသောမြန်မာလူမျိုးများသည်ကားပြင်ကျွမ်းကျင်လာပါတယ်ရှင်းသလားဒါကောင်းကွက်တွေဒီလိုကြည့်လိုက်တော့ဩဒါလည်းဟုတ်တာပဲကျေးဇူးတင်ပါတယ်သဘောပါလားခင်ဗျားတို့လူမျိုးရဲ့စိတ်ဓာတ်ကလမ်းပေါ်ကြည့်လိုက်ရင်ကိုသိဟုတ်ပြီနော်စိတ်ကဘယ်မှာပေါ်နေရုပ်မှာပေါ်နေတာဒီလူမျိုးတွေစိတ်ဓာတ်အဆင့်တန်းရှိမရှိဆိုတာလမ်းပေါ်သွားကြည့်လိုက်တာနဲ့သိ
ကျင်းတတ်လားဒီတိုင်းပဲထားလိုက်ဂိုင်းဆက်သွားမယ်မနေ့ကဥစဉ်ပြောခဲ့တယ်လက်ဖြန်ကြမှာဆက်ရှင်းပြမယ်ဆိုတာပါလေအချင်းကတဏှာရွယ်ရလို့ကိစ္စမရှိဘူးအဲ့မှာအော်တော့အော်တယ်တိုးတိုးနဲ့ကိစ္စမရှိဘူးတရားပွဲထဲမှာတရားဖြေတာဘယ်သူမှမှတ်ပုံတွေမသိဘူးလွတ်လပ်ပြောနော်အိမ်တော်စုတရားသိမ့်ဖို့အစီအစဉ်မရှိဘူးပြောတာပြောမနေ့ကပါတယ်အကြောင်းကောင်းရင်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်လို့ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဘယ်ချိန်ပေးမှလဲအကြောင်းညီညွတ်တဲ့အချိန်အကြောင်းညီညွတ်တာလဲဘာနဲ့ကြည့်မှလဲလို့မေးရင်ဒီမှာထောင်ထားတယ်ဒါကြီးကဘာကြီးတော့ဒါကြီးကဘာကြီးလဲတပည့်တော်တို့ရဲ့ခန္ဓာဖြစ်စဉ်အဲ့တော့ဒီမှာနံပါတ်1မသိတာကရမ်းလောက်တာကအဝိဇ္ဇာပစ္စယဟုတ်ပြီအဲ့တော့အဝိဇ္ဇာဆိုတာကမသိတာသင်္ခါရဆိုတာအဲ့တော့မသိခြင်းအဝိဇ္ဇာကြောင့်လှုပ်တဲ့သင်္ခါရတွေကောင်းတာလှုပ်တာလားမကောင်းတာလှုပ်တာလားသင်္ခါရဘယ်နှမျိုးရှိတယ်ဘာတွေလဲဘုံညာပိသင်္ခါရအဘုံညာပိသင်္ခါဆက်မဟုတ်တော့ပါဘူးခင်ဗျားတို့လောက်ကြုံမတတ်ဘူးခင်ဗျားတို့ပြောတာလောက်ကြုံမတတ်ဘူးနော်ကျုပ်ကဘုံညာပိတွေအဘုံညာပိတွေမသိဘူးကောင်းမှုရဲ့မကောင်းမှုရဲ့အဲ့တော့မသိပဲလှုပ်တာကောင်းမှုလည်းလှုပ်တယ်မကောင်းမှုလည်းလှုပ်တယ်ရှင်းလားပြောလိုက်ရင်တော့ဒေါင်းကိုပြေးလို့မေးလိုက်ရင်တခြားစီကြီးပဲရှင်းတယ်နော်အဲ့တော့ပုံညာပြီးအပုံညာပြီးလို့ပြောတာကောင်းမှုမကောင်းမှုမသိပဲရမ်းလို့ပါတယ်ဆိုမှတော့ကောင်းမှုလည်းဖြစ်ချင်းဖြစ်သွားမှာမကောင်းမှုလည်းဖြစ်ချင်းရှင်းလားလောက်ခဲ့တဲ့သင်္ခါရကြောင့်သင်္ခါရပစ္စယဝိညာဏဆိုကြကြပါလေခန္ဓာဘယ်နှပါးရဘာလဲလဲဆိုတော့ခန္ဓာမရဘူးလားဒါကတော့ဝေဒနာဆိုတော့ကဲသမင်းစားကောင်းတာနဲ့မကောင်းတာဘယ်ဟာကြိုက်တယ်စားလို့ကောင်းတာကြိုက်တယ်အဝတ်စားဝတ်လို့ကောင်းတာနဲ့မကောင်းတာဘယ်ဟာကြိုက်တယ်ကဲအနေတိုင်းနဲ့ထိုင်လို့မကောင်းတာနဲ့ထိုင်လို့ကောင်းတာဘယ်ဟာကြိုက်တယ်အဲ့တော့ကောင်းတာကဝေဒနာကြိုက်တာကလာပြီကောင်းတာကကြိုက်တာကတဏှာဆိုတော့တဏှာပစ္စယဥပါဒနာပစ္စယကာမဘဝဆိုဒီမှာကာယကံဝစီကံမနောကံတွေထပ်မလုပ်ဘူးလားလုပ်တော့ကာယကံဝစီကံမနောကံလုပ်တဲ့အခါမှာကုသိုလ်လုပ်သလားအကုသိုလ်လုပ်သလားကုသိုလ်ရောကုသိုလ်လည်းပါတယ်ဒါလိုလုပ်လိုက်တော့ကာမဘဝပြည့်စရာဇာတိဆိုနောက်တစ်ပံခန္ဓာ၅ပါးမရဘူးလားအဲ့ဒါလိုရနေတဲ့နေရာမှာဟောဒီမှာအကျိုးပေးပုံလေးကဒီမှာကြည့်ကျေးဇူးရှင်မဂုတ်ဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုပူဇော်ရအောင်ဒီဉာဏ်တော်ကိုဥစဉ်သိခွင့်ရခဲ့တာကကျေးဇူးရှင်ဆရာတော်ဥတ္တမိတ်တရားကြောင့်ရှင်းလားဒါပူဇော်ခြင်းလို့ဒီအကွက်ကလေးထည့်ဟောပေးတယ်အဲ့တော့ဒီမှာကမ္မဘဝဘာလဲလဲကြည့်တော့ကိလေသာဝမှာလဲဟောဒီမှာအဝိဇ္ဇာဘောင်အပြည့်ခတ်ထားတယ်ဟုတ်ပြီနော်တဏှာရောအပြည့်ခတ်ထားတယ်ဟုတ်ပြီဥပါဒံရောအပြည့်ခတ်ထားတယ်အဝိဇ္ဇာတဏှာဥပါဒံအပြည့်ခတ်ထားသလိုသင်္ခါရရောသင်္ခါရလဲဘောင်အပြည့်ခတ်ထားတယ်ဆိုတာအဲ့ဒီအပြည့်ခတ်ထားတဲ့ဟာတွေအားလုံးကပြင်မရတဲ့အရာတွေရှင်းနော်အပြည့်ခတ်ထားတာတွေကဒါကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်နည်းနည်းလေးသိနည်းနည်းလေးကြည်ညိုရတယ်များများသိများများကြည်ညိုရတယ်အဲ့တော့မှဒါတွေကြည်ရင်းနဲ့ဩဆရာတော်ဘုရားကြီးဉာဏ်တော်ကြီးလိုက်တာငါတို့သိတာဘာမှမဟုတ်သေးပါလားအဖြေသွားပေါ်တယ်အဲ့တော့ဒီနေရာလေးမှာလွတ်ထားတယ်ဗါလဲကမ္မဘဝလွတ်တာတော့မှဒီလိုဂွင်းလေးတစ်ဖက်ကလွတ်ထားလိုက်ပြီးတာမဟုတ်ဘူးသူကဒီလိုဇောင်းခတ်တာရှင်းနော်အဲ့ဒါဘာပြောချင်တာလဲဆိုကမ္မကတစ်ခုဘဝကတစ်ခုကမ္မဆိုတာစေတနာဟုတ်ပြီနော်ကမ္မဆိုတာဘဝဆိုတာယတ္တိမှုစေတနာပြဋ္ဌာန်းတဲ့ယတ္တိမှုရှင်းလားဗါတယ်လေအဲ့တော့စေတနာကောင်းရင်ဘဝစေတနာမြင့်မြတ်ရင်စေတနာကယုံညံ့နေရင်ကျင်ရတယ်နော်
အဲ့တော့ဒီနေရာမှာဒီကမ္မဘဝနဲ့ဆက်ထားတာဘာလို့လဲဒီခါကဒီမှာစက်ဝိုင်းရှင်းအောင်လုပ်ထားတော့ဒီမှာဖြတ်မှန်နေရတယ်ဖြတ်မထားဖြတ်မထားတော့ဒီနေရာမှာရှင်းမသွားတော့အဲ့တော့ကမ္မဘဝဆိုဒီကနေပတ်ဘယ်သူနဲ့ဆက်ရှင်းနော်အဲ့တော့ကမ္မဘဝကိုသင်္ခါရနဲ့ဆက်တယ်ဆိုတော့ပြစ္ဆုတ်ပံကံတွေလုံးနေတဲ့အချိန်မှာနောက်ကထောက်ပံ့နေတာကအတိတ်ကံသင်္ခါရကအတိတ်ကံကိုသင်္ခါရဘာလဲအဲ့ဒီအတိတ်ကံကပြင်လို့ရသလားမရဘူးကောင်းတာလုပ်ပြီးသားဆိုကောင်းကျိုးလာတော့မှာပဲမကောင်းတာလုပ်ပြီးသားဆိုရင်ရှင်းသလားအဲ့ဒီကောင်းကျိုးမကောင်းကျိုးကိုပူးပေါင်းမှာကဘယ်သူနဲ့လဲကမ္မဘဝအဲ့တော့ပြစ္ဆုတ်ပံစေတနာလေးကကောင်းနေရင်ယရနာရှိရာယရနာစုမယ်အမိုက်ရှိရာအမိုက်တင်စုတော်သေးတာပေါ့ခွေးချီလာမယ်ရှင်းလားအဲ့တော့ယရနာရှိရာယရနာစုဆိုစေတနာကောင်းရင်ဘဝကလည်းကောင်းလာတော့အကျိုးပေးရလဲကျင့်သလားသဘောပေါက်သလားအဲ့တော့ပြစ္ဆုတ်ပံအတိတ်ကံကိုကောင်းပါစေမကောင်းပါစေလို့ဆုတောင်းလို့ကောင်းတာလာပါမကောင်းတာလာပါလို့တောင်းလို့လဲတောင်းမရရရာချေဟာဒီချလုံးနော်ကျုပ်တို့ရှိရရင်မရဘူးအိမ်ရောက်ရင်ရသွားတာဆိုးတယ်ဟုတ်ပလားအဲ့တော့ဘေးရင်မေးတော့မယ်ဆိုလဲစဉ်းစားကျမ်းမာရေးမကောင်းလို့စီးပွားရေးမကောင်းလို့ဘေးရင်ဆရာစီသွားအောင်မယ်ဆိုရင်အိမ်ကထွက်ကနေတစ်ချက်စဉ်းစားလိုက်အဲ့ဒီဘေးရင်ဆရာဖရာတရားတန်ခါထက်တော်သလားအဲ့ဒီဘေးရင်ဆရာဖရာထက်စွမ်းသလားမစွမ်းရင်အိမ်ထဲပြန်ဝင်ကျင်းတာဘာမှသွားစရာမလိုဘုရားပြောထားပြီးသားတတိတံပါကံဇနေတိဘယ်လိုအကျိုးပေးမလဲသူတော်အကျိုးပေးမှာပြီးနေပြီလုံးတော့ရမယ်ရှင်းနော်ဘယ်သူမပြုတ်ဘယ်သူပေါ်မှာပဲမူတည်တာဒါကြောင့်သက်သေပြုလိုက်တော့ဒီနေ့သာသနာပြက်နေတာဘယ်သူကြောင့်လဲကိုယ်ကြောင့်ပဲဟုတ်ကလားလူမျိုးပြက်နေတာဟောဘယ်သူတွေမှာတာဝန်ရှိလဲကဲဒီသာသနာကြီးပြန်လဲနိုးကြရှင်သန်လန်းဆန်းလာဖို့လဲဘယ်သူတာဝန်လဲအားလုံးမြင့်မြတ်တဲ့သာသနာကြီးထဲမှာနေတဲ့အတွက်မြင့်မြတ်သောစိတ်ဓာတ်မြင့်မြတ်သောအကျင့်ရှိအောင်လုပ်ရမယ် citizen ဆိုတာကြားဘူးလားမြို့ကြီးသားဆိုတာမြို့ကြီးသားအလျောက်စီကံရှိရဥပမာအခုဆိုင်ကယ်စီးနေတဲ့ကောင်တွေဆိုင်ကယ်အုပ်တို့ဆောင်းခိုင်းတာဟာမော်တော်ဘီကယ်အတွက်လားခါရရှင်းအောင်လုပ်ပေးမှာဖြစ်ဟဲ့ဘယ်လိုနိုင်ငံကပြောမယ်ဆိုရင်ပြောစရာတွေအများကြီးအုတ်ထုတ်ဆောင်ခိုင်းတာမော်တော်ဘီကယ်အတွက်လားဘယ်သူအတွက်တော့ဆိုင်ကယ်စီးတဲ့လူတွေပညာပေးရမယ်၃ယောက်မစီးနဲ့လို့ပြောတာမော်တော်ဘီကယ်အတွက်လားမင်းတို့၃ယောက်နဲ့မစီးနဲ့ဆိုလို့ငါတို့၄ယောက်စီးရကွာဘာဖြစ်လဲသိချင်းလို့သိရှင်းလားအဲ့ဒါပြောတဲ့လူကလည်းစီကံတကြမပြောတတ်ဘူးလှုပ်တဲ့လူကလည်းဘာရည်ရွယ်ချက်နဲ့လှုပ်အောင်မသိဘူးဆိုတော့အဆင့်တန်းမရှိတဲ့လူမျိုးတွေနဲ့တွေ့နေရတယ်စီးကျင်သလိုစီးတယ်မောင်းကျင်သလိုမောင်းတယ်နောက်မကြည့်ပဲကိုယ်တယ်သိချင်းစိုးနဲ့သိကုန်တယ်ကိုယ်သက်ကလေးကုန်မနှမျောဘူးကိုတန်ဖို့မထားဘူးစီကံရှင်းသလားတခြားနိုင်ငံကနိုင်လွန်ကတ္တရာတွေဣနေတာလမ်းကလှုပ်တော့မလို့ဘူးကီလို120 130ဒါပေမဲ့မြို့ထဲမှာသူတို့ high speed ဘယ်တော့မှမမောင်းဘူးလမ်းစုံလမ်းကွာရောက်ရင်ရက်ကြည့်ပြီးမှသွားတယ်ကြည့်ရင်းနဲ့ဩငါတို့နိုင်ငံနဲ့ကွာကျင်တိုင်းကွာတယ်တို့နိုင်ငံဘာလို့မတူဟာနိုင်ငံအကြောင်းမပြော sorry နော်မိတ်သွားလို့နိုင်ငံရေးမပြောနဲ့လို့ပြောထားတာမပြောလူမျိုးနော်မလို့ကြောက်ပါတယ်ဗျာ sorry ပါနော်တောင်းပါပါတယ်သူမင်္ဂလာတတိမရှိဘူးကြောက်တယ်ကြောက်ဟမ်လူမျိုးဟမ်ငါတို့လူမျိုးဘာလို့မတိုးတက်တာလဲလို့မေးရင်စီကံလုံးဝမရှိတဲ့အဆင့်အတန်းမရှိတဲ့စိတ်ဓာတ်တွေကြောင့်ရှင်းလားကြုံလို့ပြောစရာတွေလည်းအများကြီးဗျာတရားဟောရတာဒါလည်းတရားပဲမှတ်ထားပါရှင်းသလားရရှိထားတဲ့ဘဝကိုဖြုံးတီးနေတယ်မကုံသင့်တာကုံနေတယ်မပြည့်စည်သင့်တာပျက်စီးဟိုးငါတို့တရုတ်ပြည်မှာသွားပြီးတော့အလုံးလောက်ကြတော့ကလမ်းစီကံတစ်ခုကိုကြီးညာတယ်တလားလောက်လမ်းစုံလမ်းကွာနေသရုပ်ပြပြီးကြီးညာနေအဲ့ဒီကနေနောက်တနေ့ဒီနေ့ကစပြီးဖမ်းมาတော့မယ်အားလုံးကိုကြီးညာပြီးတော့တင်တန်းပေးပြီးဆိုဖမ်းတယ်စဖမ်းတော့ဘလို့ဖမ်းလဲသုံးမင်္ဂလာလို့သိကျင်လို့သွားတယ်စုံစမ်းကြည့်ဒီနေရာလမ်းမကူရဘူးလို့ပြောတဲ့နေရာကူးသွားရင်အဲ့ဒီလိုနောက်ကလမ်းပြပလိတ်ကဖမ်းလိုက်ပါတယ်ဖမ်းပြီးရင်ဘောက်ချမဖြတ်ပါဘူးနော်
ဘောပင်လဲကြိုင်မထားဘူးဘောက်ချလည်းမရှိပါဘူးလက်မှာလက်ပတ်အနီကြီးပတ်ပေးလိုက်တယ်ကျွန်တော်လမ်းဖြတ်မှားတဲ့လူဆိုတဲ့စာရန်ကြီးကိုလည်းပဲမှချိတ်ပေးကြတယ်ရက်ဆောင်နေနောက်တစ်ယောက်မှားရင်အဲ့ဒီလူကိုပြန်ဖမ်းမှာဖမ်းပြီးရင်အဲ့ဒီလေဘင်းကဆွဲကြိုးကိုပြောင်းပေးလိုက်မှာလမ်းစည်းကမ်းဟာမော်တော်ဘီကယ်အတွက်မဟုတ်ပါဘူးရှင်းလားနောက်ထပ်ပြောစရာတွေတော့မပြောရတော့မပြောတော့ဘူးဒါပဲပြောတော့ခြေတတ်သလားအများကြီးအဲ့ဒါကြောင့်နိုင်ငံကြီးသားပိသခြင်းရင်မြို့ကြီးသားပိသခြင်းရင်အစင့်တမ်းမြင့်တဲ့ဗုဒ္ဓ၏အဆုံးအအောက်ကဗုဒ္ဓဘာသာအစင့်တမ်းမြင့်တဲ့လူမျိုးပိသခြင်းရင်စီကံရှိရဆိုင်ကယ်ပေါ်တက်တာနဲ့အုတ်ထုတ်ဆောင်းပြီးသားအုတ်ထုတ်ဆောင်းပြီးသားနဲ့ကြိုးချီပြီးသားခင်ဗျားတို့အကုန်ပြောမှဖြစ်မှာအုတ်ထုတ်ဆောင်းဆိုအုတ်ထုတ်ဆောင်းတော့ကြိုးတန်းလန်းထားတဲ့မော်တော်ဘီကယ်လာမှကောက်တတ်တယ်အဲ့တော့သူကမော်တော်ဘီကယ်အတွက်ဆောင်းတာရှင်းလားဘယ်တော့အောက်တန်းကြနေလဲဆိုပြင်တဲ့လူဖတ်သာမောသွားမယ်သူတို့ကတော့အပြုံးတော်မပြတ်ဘူးအဲ့တော့ရှိစေအတိတ်ကံကအကျိုးပေးလာတာဒီဘယ်ကံပေါ်မှာမူတည်နေလဲပြစ္ဆုတ်ပကံဘယ်ကံတို့ကမ္မဘဝဆိုတာအတိတ်ကံလားပြစ္ဆုတ်ပကံလားအခုစေတနာမှန်ရင်အကျိုးပေးမှန်မယ်ဒီအကျိုးပေးရဘယ်ရလာမှာလဲရှင်းလားအဲ့တော့အကျိုးပေးတဲ့နေရာမှာလဲပေးခြင်းတလို့ပေးနေတာလားပေးခြင်းတိုင်းပေးနေတာလားအကြောင်းညီညွတ်မှပေးတာလားလာမယ်ဒီနေ့ဇက်ကလေးနော်တရားကောင်းစဉ်ကတော့ဖဏတ်တရားဗါတယ်လေသူမင်္ဂလာကြပြာဆန်တဲ့လူဆိုတော့ကြပြာဆန်သာမပေးထားတယ်နော်ဗါတယ်တရားကောင်းစဉ်လာရောက်မှတ်သားသူများပြန်နိုင်ပါပြီဟုတ်ပလားဟောသူတာဝန်ရှိတယ်ဘာကောင်းစဉ်ဟောတာလဲသူမေးမှာဒီကောင်းစဉ်ပြောတော့ဘာသိလဲမေးလိုက်ရုံပေါ့ဗါတယ်လေဖဏတ်တရားကာယံလေးတွေနဲ့ဗါလေးနဲ့ပြောတတ်ပါတယ်ဒါပေမဲ့ဟိုကကောင်းစဉ်ရေးတဲ့လူတွေကစာရန်ရှည်ရှည်ပေးရင်သူမင်္ဂလာပေါ်မျက်စောင်းထိုးကြပါတယ်အဲ့တော့တူတူလေးပဲပေးပါတယ်ဗါလဲဖဏတ်တရားကျင်သလားကောင်းပြီစမယ်ဇလံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတုံးပေါ့ဆိုကြပါစို့ဥပဒကတယောက်ရှိတယ်တကားတယောက်ကအမြဲတမ်းဘုရားမိုးရှိတဲ့သံဃာတွေကိုသူကအချိန်ရသလောက်ဆွန်ကောဝေယဝဆအကုန်လူတယ်သူ့အိမ်မှာသံဃာ900ဆွန်ပင့်ထားတယ်ပင့်ထားပြီးတော့ဆွန်နေတိုင်းလူတဲ့အပြင်ကိုပရိက္ခယာ10ပါးလူသေးတယ်ဘာလူသေးတယ်10ပါးဆိုတော့ပတိတွေဘာတွေမပါဘူးနော်အဲ့တော့အဲ့ဒီပရိက္ခယာလိုအပ်တာကိုလိုအပ်တဲ့သင်္ကန်းပရိက္ခယာပါလူတယ်အထူးသဖြင့်သူဘာလူလဲဆိုဖဏတ်လူဘာလူလဲကျန်တာကတောင်းစိအောင်မရရင်မရမယ်ဖဏတ်ကတော့တောင်းစိအောင်လူတယ်အဲ့တော့တရားကြတော့ဘုရားမှုရှိတဲ့သံဃာတွေပြင်ပြီးတော့သူအထူးလူတဲ့နေရာမှာဘုရားကိုဆက်ကတ်တဲ့ဖဏတ်ကအသက်ပြား1000တန်ဘုရားကိုကတ်တဲ့ဖဏတ်ဘယ်လောက်တန်အခုခေတ်ငွေကိုသွားမကြည့်နဲ့ဟိုတုန်းကပဲခေတ်မူခေတ်ရှင်းတယ်နော်တမှုတပဲဆိုရင်အထူးကဲပြီးတော့တော်တော်လေးကိုပြည့်စုံနေတဲ့ခေတ်တကြက်လောက်ကင်ထားရင်တော်တော်ချမ်းသာနေပြီအဲ့ဒီခေတ်မှာဖဏတ်တရားဘယ်လောက်တန်1000တန်နဲ့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကိုလူတဲ့ဖဏတ်က900တန်ကျန်တဲ့သံဃာတွေအားလုံးကိုလူတဲ့ဖဏတ်ကတယံကို100စီတန်တဲ့ဖဏတ်အထူးပြုပြီးလူတယ်အဲ့တော့အလွန်ဆုံးရှိဖဏတ်တယံတမှုတပဲလောက်ရှိမှာပေါ့ရှင်းတယ်နော်ဆိုတော့အဲ့လိုလူပြီးတဲ့အချိန်ဘုရားကရေစက်ချအနုမောဒနာတရားပွဲကျင်းပတော့အဲ့ဒါစောစောကတကားလေးတယောက်လာမေးတယ်ကျောင်းသားလေးတယောက်ပါပဲအရှင်ဘုရားတဲ့တရားဟောပြီးတော့အလူလုပ်ပြီးတော့ရေစက်ချတာဟာအလူရှင်ကမန္တတိုင်တိုက်ချင်လို့တငယ်ချင်းတွေကပြောတယ်တဲ့အဲ့ဒါဟုတ်သလားတဲ့မေးတယ်အလူရှင်ကမန္တတိုင်တက်ချင်လို့ဆိုတော့အခုတရားဟောပြီးအလူတန်းလုပ်ပြီးရေစက်ချဟောကြနာကြမလုပ်ကြဘူးလားအဲ့တော့ရေစက်ခွက်ကရားကင်တာတဲ့ဂုံယူခြင်းလို့ကြွားဝါခြင်းလို့ပြောတယ်တဲ့အဲ့ဒါဟုတ်သလားတဲ့မဟုတ်ပါဘူးကွယ်လို့ရေစက်ချအလူလုပ်တယ်ဆိုတာရေစက်ချခြင်းအဓိပ္ပာယ်ကလည်းရှိပါတယ်လို့ရေစက်ချတယ်ဆိုတာအရင်တော့မြေကြီးပေါ်ကိုတွန်ချတယ်အဲ့တော့မြေကြီးပေါ်တွန်ချလိုက်ရင်ဘာပြန်ယူလို့ရသေးလို့သဲရဲရေတွန်တယ်လို့ဆိုတော့ရေသဲရဲရောက်သွားဘာမှယူလို့
မရတော့သလိုအခုလူပြီးသားပစ္စည်းကိုလည်းရေတဲ့မြေကြီးပေါ်ကျသွားတဲ့ရေလိုတပည့်တော်တို့အကုန်လုံးစွန့်လွတ်လိုက်ပါပြီအာလယကင်းပြတ်ပါပြီဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးပေါ်ကိုရေဆက်တွန်းချတယ်ဒါတစ်ပိုင်းနောက်တစ်ခါကိုလူထားတဲ့အလူကိုကဘာမြေကြီးကိုတက်သေးပြုတဲ့အနေနဲ့မြေပေါ်လောင်းတာရှင်းလားဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာအပရာဇိတပလင်ကြီးကိုဘုရားရှင်ကိုတော်မြတ်ထံကဘယ်သူလာလူလို့မန္တကြီးဟုတ်ပြီနော်နောက်ကသူနတ်စစ်တီတွေသိမ့်ဂရေပေါင်းများစွာနဲ့စัจ java လာတုံလုံး6ချားသွားအောင်နောက်ကနေဘုရားထံကိုဝိုင်းထားတယ်အဲ့ဒီချိန်ဘုရားနာမှာတယောက်ပဲရှိတယ်ဘုရားတစ်ပါးလည်းပဲရှိတယ်အဲ့ဒါငါဒီပလင်ငါပလင်ဆိုပြီးဟိုကမန္နရဲ့စစ်တီတွေနဲ့တခါနဲ့ပလင်လာလူတဲ့အခါဘုရားကဟောဒီပလင်ဟာငါလေးတင်ချေနဲ့ကဘာသသိဖြည့်ကြည့်ထားတဲ့ပါရမီတွေကုသိုလ်တွေကြောင့်ရလာတဲ့ပလင်ဟောဒီမဟာပထဝီမြေကြီးအသိလို့သက်သိထူလိုက်အဲ့ဒီမှာပထဝီမြေကြီးအိုးတိန်စက်ကဲ့သို့လှုပ်လို့မန္နစစ်တီတွေပြေးရအလူကိုသက်သိပြုတယ်အဓိပ္ပာယ်ရှိသောအလုပ်ကိုအဓိပ္ပာယ်ရှိမှန်းသိအောင်လုပ်အောင်အဓိပ္ပာယ်မရှိတဲ့အလုပ်ကိုအဓိပ္ပာယ်မရှိမှန်းသိအောင်လုပ်အောင်တို့မြန်မာလူမျိုးတွေကမှားနေတဲ့အလုပ်ကိုပြင်ဖို့ထောက်ဖို့ကြိုးစားပေမဲ့မှန်နေတဲ့အလုပ်ကိုဖျက်ဆီးပစ်ဖို့တော့အမတန်တော်ကြတယ်ရှင်းလားချတယ်လို့ချတာချတယ်လို့ချတာကျင်သလားရဲ့နောက်ရေကိုမှသွန်းလောင်းတာကရေဤအေးချမ်းခြင်းကြည်လင်ခြင်းဘုရားတပည့်တော်တို့စိတ်သည်ဤတို့လူတန်းရခြင်းကြောင့်စိတ်သည်ကြည်လင်ပါ၏ပစ္စည်းဥစ္စာဆွန့်လွတ်လူတန်းလိုက်ရတယ်ဆိုတာသိမ့်ပိုက်ထားရတယ်ဆွန့်လွတ်ရတာဘယ်ဟာကြည်လင်အေးချမ်းလဲအေးအဲ့ဒီအဓိပ္ပာယ်နဲ့အေးချမ်းခြင်းကြည်လင်ခြင်းအဓိပ္ပာယ်နဲ့ရေဆက်သွန်းချတာချတယ်လို့ချတာချတိုက်လို့ချတာအဲ့ဒါပြီးကြီးစီထူတာဘာကြောင့်လဲတဲ့ဆိုတော့အေးကြီးစီထူတာကတော့ဟေးပိဋ္ဌာတွေကြားအောင်လို့ပိဋ္ဌာများဒီကြီးစီကကြားရင်တော့ဒါကုသိုလ်အမြဝင်နေပြီပဲဆိုပြီးမှကုသိုလ်ကိုငန့်လက်နေကြတဲ့ပိဋ္ဌာတွေရှိတယ်လူဘဝမှာဘာသာရေးသာသနာရေးအသိတော့ရှိပါရဲ့တို့တော့ပြည့်စုံတဲ့ကုသိုလ်မဖြစ်တာရဲ့တာဆွဲသမီးဆွဲပစ္စည်းဆွဲနဲ့သေတဲ့ပရဒတ္တုပပိဋ္ဌာတွေရှိတယ်အဲ့ဒီပိဋ္ဌာတွေကကုသိုလ်တန်ကြားလို့တာဓုခေါ်လိုက်ရင်သူ့ဘဝကကျွတ်သွားတယ်အဲ့ဒီပိဋ္ဌာတွေကိုအသိပေးတဲ့အနေနဲ့ကျေးဇီးအဓိပ္ပာယ်ရှိတဲ့အလုပ်ကိုအဓိပ္ပာယ်ရှိတဲ့အတိုင်းဆက်လက်ကျင့်ကြံမှာအတွေးခေါင်၍အစွန်းရောက်ရင်မပျက်စီးသင့်တာပျက်စီးမယ်ဘုရားပွဲကနတ်ပွဲတော့မစွန့်နိုင်ပဲနဲ့ဒီရေစက်ချအမြဝေကြမှာဘာလို့ဝေဖန်နေသလဲဒါပြောရမှာရေစက်သွန်းချအမြဝေတယ်ဆိုတာကုသိုလ်ရော့သွားသလားတိုးလာလားအေးကုသိုလ်နှစ်ဆတိုးသွားတယ်နှစ်ဆတိုးတာဓမ္မတကိုဘိုးအောင်နဲ့မဆိုင်ဘူးကိုလို့တဲ့ကုသိုလ်အစဉ်ကိုအောက်မေ့ပြီးတော့အမြဝေလိုက်တာနဲ့လာမယ်ဒီနေ့ဖဏတ်တရားနဲ့အဲ့ဒါလျော်ညီတဲ့တရားပဲပေါ့ဗျာနော်အဲ့တော့ဖဏတ်ကိုဦးစားပေးလူတော့ဘုရားရှင်ကိုတော်မြတ်ကြီးကရေစက်ချတရားပွဲမှာဥပဒကာတဲ့မေပရိခေယာတွေအထူးပြုလူတယ်ဆိုတာဟုတ်သလားမှန်ပါဗျာအဲ့ဒါလိုလူရတာကိုတပည့်တော်ဝမ်းမြောက်နေတာဖေရဒီနေ့ဘာအထူးပြုလဲဒီနေ့တော့ဖဏတ်အထူးပြုလူထားပါတယ်ဗျာအရှင်ဘုရားလူတဲ့ဖဏတ်ကအရဗျာ1000တန်ပါတယ်ဖေရအရှင်သာရိပုတ္တရာအရှင်မဟုတ်ကလန်တို့လက်ဝဲရလက်ရအေးတဲ့ကြီးတွေလူတဲ့ဖဏတ်က900တန်ပါတယ်ဗျာဩမြတ်လိုက်တဲ့ကုသိုလ်တဲ့တက္ကကြီးအဲ့ဒါလိုဘုရားမှုရှိတဲ့သံဃာတွေကိုတင်လူတာမပြောနဲ့အတိတ်ကဖဏတ်လေးတရံလှူဘူးတဲ့လူတောင်မှဟုတ်ပြီနော်ဗါတဲ့ဖဏတ်လေးတရံလှူဘူးတဲ့လူတောင်မှတဲ့အတိဒုက္ခရောက်တဲ့အချိန်မှာကယ်ဆယ်ခြင်းဆိုတဲ့အကျိုးကိုရခဲ့ဘူးတဲ့တက္ကကြီးပြောတော့တက္ကကြီးကတောင်းပန်တယ်ရှင်ဗျာအခုတပည့်တော်အလူတော့တပည့်တော်သိပါပြီအဲ့ဒီဖဏတ်တရံအလူလေးဘယ်လိုထူးခြားတယ်ဆိုတာဘုရားတပည့်တော်တို့ကိုအစဉ်သနာခြင်းအကြောင်းပြုပြီးဆုံးမတော်မူပါဘုရားဒါလေးတောင်းပန်တယ်ဟုတ်ပြီနော်ဒါမို့တရားကောင်းစင်ပါတယ်လေဖဏတ်တရားရှင်းသလားကောင်းပြီအဲ့တော့မှဘုရားရှင်ကိုရောမြတ်ကြီးကခြေသားတို့နားထောင်ကြတဲ့တခုသောကာလကဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဘုရားအလောင်းတော်ဟာအဲ့ဒီဗာရာဏသီပြည်ကပုံနာတထေးဖြစ်တယ်မဖြစ်လေအဲ့တော့ပုံနာတထေးကြီးဒီတော့ဘုရားအလောင်းကသူဘာလုံးနဲ့ရှိလဲဆိုနေတိုင်းမြို့လေးပြင်လေးရမှာအလူမန္တကြီး၄ခုမြို့လေကောင်မှာတစ်ခုသူ့အိမ်ရှိမှာတစ်ခုအလူမန္တ6ခုထားပြီးတော့မရှိစင်းရဲသားနွမ်းပါသူတွေနဲ့အလူကံပုဂ္ဂိုလ်တွေအတွက်တနေ့ကိုအသပြား6သိန်းကုန်အလူပေးတယ်ဘယ်လောက်
6သိန်းသောတပြားကိုနေ့စဉ်အလူပေးရှင်းတယ်နော်အဲ့တော့မရှိသေးရင်အစားအစာလိုလို့လာတောင်းရင်အစားအစာဝေပေးတယ်အဝတ်ထည်လိုလို့လာတောင်းရင်အဝတ်ထည်လိုပေးတယ်ဟုတ်ပလားစေဝါဓာတ်စာလာတောင်းရင်စေဝါဓာတ်စာပေးတယ်ဦးဇင်းတို့ကဒါလေးတွေပြန်ပြီးတော့လေ့လာရင်းနဲ့အားကြတယ်အလူကြီးတွေပေးခြင်းတယ်ကိုဘုံကိုကံကလည်းခတ်ချို့တဲ့ဆိုတော့ဟိုဟာလေးနည်းနည်းလုံးလိုက်ရဒီဟာလေးနည်းနည်းလုံးလိုက်ရအခုနာခဲ့မုံတိုင်းနာခါရတဲ့လူရွာတယ်ပေးနေတာအခု၄ရွာတော့ပြီးသွားပြီဒီလိုပြောရတာလဲစိတ်ထဲကိုမကောင်း၄ရွာပြီးပြီဆိုတော့ကျန်တဲ့မပြီးသေးတဲ့လူတွေကဒုက္ခရောက်တယ်ကိုလုံးနိုင်တဲ့သိနှေးကွေးတယ်လို့စိတ်ထဲမှာဒီလိုထင်တာအဲ့တော့ရှင်ပြဘယ်လိုပုံစံဆောက်မလဲနောက်ကလည်းလာပြီးညီတိုင်းတယ်ဘယ်လိုဆောက်ရင်ဘယ်လောက်ကုန်မှာဆိုတော့အေးကွာဒဏီမိုးထရံကငါတတ်နိုင်တာဒါလို့ကွာအရှင်ပြပြေတောင်ပြင်ကင်းမကောင်းဘူးလားအေးစိတ်ထဲကရှိတဲ့အတိုင်းပြောရင်ငါကွန်ကရစ်တိုက်ကြီးတွေတောင်ဆောက်ပြီးရှက်တာကြီးတွေဆောက်ပြီးတော့နေကြစမ်းစားနာကြီးခါအပြည့်နဲ့မင်းတို့မုံတိုင်းတန်ခံရတာတစ်နှစ်လောက်နှံ့လိုက်အောင်ဘာမှမလုပ်နဲ့လို့စိတ်ထဲရှိတဲ့အတိုင်းပြင်ဒီလိုလှူခြင်းတာတရားတွေနာကြတရားတွေအားထုတ်ကြလာကြအကုန်လုံးငါကျွေးမယ်ငါပေးမယ်စိတ်ထဲရှိတာဒီလိုလုံနိုင်တာတော့မပါဘူးအခုလဲဝိုင်းမေးကြပါရှင်ပြနာဂစ်တုံးကလှူတာဘလောက်လှူတာလဲဗျာတဲ့ဘလောက်များသလဲတဲ့ငါလှူတာတပြားမှမပါဘူးတကြီးဖေးရွာသားကောင်းမှုဘုန်းကြီးကွယ်ဘာမှမရှိဘူးလက်လူကလည်းပေးကြပါဦးဗျာကဲကြပါဦးဗျာလှုပ်ကြပါဦးဗျာသူများလှူလိုက်တာတဆင့်ပြန်ပြီးပွဲစားလာလှုပ်တာလို့ငါလှူတာမဟုတ်ဘူးသဘောပေါက်သလားခုပုံသားကြီးတနေ့ဘလောက်6သိန်းအလူပေးအလူပေးနဲ့သူစဉ်းစားကြည့်တယ်သူစည်းစိမ်ကြံတာနဲ့ကြံရှိနေတဲ့အချိန်လေးနဲ့ငါမသေးခင်လောက်မလားလို့စဉ်းစားကြည့်တော့ဒီတိုင်းသွားနေရင်မသေးခင်မှာသူစည်းစိမ်ကုံသွားနိုင်တဲ့အနေအထားကိုရှိတယ်လို့သူခံမှန်းမိတော့မဖြစ်ဘူးငါလှူဖို့ဆက်ရှာအောင်မှဆိုပြီးတော့ကုံရောင်းကုံပွဲလုပ်ဖို့ပင်လယ်ကမ်းစပ်မြို့ထင်ပါတယ်ဗာရာဏသီကလည်းအဲ့တော့လေသင်းမောတစ်ခုကိုဝယ်ပြီးအဲ့ဒီသင်းမောပေါ်မှာကုံတွေအပြည့်တင်ကုံရောင်းသွားမယ်အဲ့တော့သားသမီးဆွေမျိုးညာတကအချင်းခင်မွန်းတယ်မကိုခေါ်ပြီးတော့အကုန်လုံးမှာငါသွားနေတဲ့အချိန်မှာဒီအလူကိုမပြတ်ရစေနဲ့တနေ့6သိန်းသောအသပြားနဲ့ပြည့်စုံတဲ့အလူကိုမင်းတို့ပေးရကြအဲ့တော့ငါဒီကုံရောင်းကုံဝယ်သွားလို့ပြန်လာရင်အခုရောင်းဝယ်သွားမှလဲသူ့စည်းစိမ်ဥစ္စာအတွက်လားအလူလုပ်ဖို့လားရှင်းသလားတောင်ဘုရားကပြောထားတယ်မင်းတို့စီးပွားရှာရင်တဲ့လှူဖို့ရှာတဲ့ဗါတဲ့ခုခင်ဗျားတို့ကလှူဖို့ရှာသလားပူတာလူမှလားပူမှလူမှပူတာတောင်မှဆယ်ဖို့တဖို့လူတွေပါလေသူကပိုင်းခြားနေသေးတာဘုရားကမင်းတို့ရှိတဲ့စည်းစိမ်အားလုံးကလှူဖို့လို့ထားတယ်ရှိတဲ့စည်းစိမ်ကိုလည်းပြောရှိတဲ့စည်းစိမ်ကိုလည်းရှာတဲ့စီးပွားကိုလည်းလှူဖို့ရှာတဲ့အဲ့ဒါစီးပွားရှာရင်ကုသိုလ်ရတယ်ရှင်းလားပစ္စည်းတွေအကုန်လုံးလှူဖို့လို့ထားတဲ့အတွက်သူ့ဘောမှာကြောင်းကြခြင်းတောင်းတခြင်းပူပန်ခြင်းလာအောင်မလားဘုရားကနေနီးထိုင်နီးလုံနီးအကုန်ပေးထားတယ်မယူလို့မလှုပ်လို့ပူနေတာဗုဒ္ဓဘာသာအတုမရှိအမွန်မြတ်ဆုံးတရားတွေရှိပါရဲ့နဲ့ဒီဗုဒ္ဓဖာသီဘာသာကချလာတွေကြောင့်ဘာသာသိက္ခာကြအခုဘုရားအလောင်းပုံနာဘာလို့မလို့ရှာလူဘိုးသွားရှာလိုက်အောင်မယ်ဆိုပြီးတော့သင်္ဘောစိတ်ဆင်းသွားတယ်အားလုံးနှုတ်ဆက်ပြီးကဲတေကြဆိုသင်္ဘောစိတ်ကိုသွားတယ်အသွားလမ်းမှာနေရပူနေတယ်နေခင်းကြောင်တော့သူတို့ရေတက်နေတဲ့ထွက်မပေါ်လေနော်အဲ့တော့အဲ့ဒီအချိန်မှာနေခင်းကြောင်တော့ပူနေတဲ့အချိန်သွားနေတဲ့အချိန်သူရှိမှအလူကံပစ္စေကဗုဒ္ဓတပါးကြွလာဘယ်လိုကြွလာအဲ့နေလေကြီးဆိုတော့ဆွမ်းချိန်လည်းမဟုတ်တော့ဘူးဒါပေမဲ့ပစ္စေကဗုဒ္ဓနေပူထဲမှာဖဏမပါဘဲနဲ့ထီးမပါဘဲနဲ့ကြွလာတော့တတိယလမ်းမှာမြင်တယ်ဟာအတော်ပဲငါခရီးထွက်ခါနီဒါမင်္ဂလာပဲခရီးထွက်ခါနီမင်္ဂလာပဲတဲ့အဲ့တော့လူစီကတော့ရပြီဆိုပြီးအရှင်ဖျားခိတ္တသီခံပါအောင်ဘုရားတပည့်တော်လူပြရစီပိစကဗုဒ္ဓနေပူထဲကြွလာတော့အဲ့ဒီမှာတင်သူကသူတပည့်သေးတဲ့ကနေပြီးတော့ဖဏအသစ်တရံယူတဲ့ပြီးတော့အရှင်ဖျားဖဏပါဗျာနေပူလာပါလေဆိုပြီးတော့ဖဏရဲ့သိရွက်မိုးတဲ့ထီးကလေးရှင်းသလားအဓိကကတော့ဖဏကလေးတရံတဲပူထဲမှာရှောက်နေရတော့ခြေတော့အမတန်ပူပါတယ်ဗျာဒီဖဏကလေးအလူခံပါဆိုတော့ပိစေကဗုဒ္ဓကဖဏအလူခံပြီးတော့သူ့ရှေ့တင်ပဲကောင်းကင်ကနေကြွသွားအဲ့တော့သူ့စိတ်ထဲမှာပီတိတွေဖြစ်ပြီးဩငါအမွန်မြတ်ဆုံးပုဂ္ဂိုလ်ကိုအမွန်မြတ်ဆုံးအလူလိုက်ရပြီဝမ်းသာပြီးတော့သင်္ဘောပေါ်တက်ဟုတ်ကလားဟိအဲ့တော့ဒီတထေးကတစ်သက်လုံးအကုသိုလ်နဲ့နေတာလားကုသိုလ်နဲ့နေတာလား
ကုသိုလ်နဲ့နေတာမှာအလှပေးုံသက်သက်မဟုတ်ဘူးလာပြီလာွယ်ဥပုပ်နေတိုင်းသူနဲ့သူ့တပည့်သားမြေအိမ်မှာရှိတဲ့မိသားစုအားလုံးဥပုပ်ဆောင်ရှိရဲ့ဥပုပ်လာပြီလာွယ်ဥပုပ်မရှိဘူးလားဥပုပ်နေတိုင်းဥပုပ်ဆောင်အဲ့တော့သီလသမာဓိပညာနဲ့အမြဲတမ်းဒါနသီလဘာဝနာတွေဖြည့်ဆည်းနေတဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်အဲ့ဒီပုဂ္ဂိုလ်ကြီးကဟိုမှာအလူအဆက်ပြတ်သွားမှဆိုလို့ကုံရောင်းကုံဝယ်ထွက်အောင်ပဲဆိုသင်းမောနဲ့ခရီးထွက်အဲတစ်သက်လုံးကုသိုလ်တွေလုပ်နေတာပဲရှင်းတယ်နော်လုပ်နေပြီမဲ့ဒီပုဂ္ဂိုလ်ကြီးသင်းမောနဲ့ထွက်လာပြီးတော့9ရက်မြောက်တော့ပင်လယ်ထဲလဲရောက်တော့သမုဒ္ဒရာထဲရောက်တဲ့အချိန်လှေဝမ်းကပေါက်ထွက်သွားဘာဖြစ်သွားလဲလှေဝမ်းပေါက်တော့ဝင်လာတဲ့ရေတွေကိုသူတို့နိုင်အောင်မခတ်နိုင်တော့ဘူးအဲ့ဒီမှာသင်္ဘောသားတွေလည်းအကုန်လုံးပြရာခတ်ပြီးတော့မှဟိုခုံကြဒီခုံကြဖြစ်ကုန်တော့ तू ကဩအကြောင်းမကောင်းတော့ကဲဒီတစ်သက် तू မဟုတ်တာလုပ်သလားတစ်သက်လုံးမဟုတ်တာမလုပ်ခဲ့ဘူးငယ်စဉ်တောင်ကြီးကလေးကရင်ဒီပုံနာအလူတန်းမှာမွေ့လျော်တဲ့စိတ်ကောင်းနှလုံးကောင်းရှိတယ်ကိုကျင်တရားစောင့်ထိန်တယ်ဒီလိုပုဂ္ဂိုလ်ကြီးကိုရောင်းကိုဝယ်ထွက်တာတွားကန်နီးကိုပြစ္ဆေကဗုဒ္ဓကိုဘာလူလိုက်သေးတော့ခဏလူလိုက်သေးတယ်အဲ့ဒါကြီးကိုဟိုထဲမှာဘာဖြစ်တော့သင်္ဘောပြက်ပြီမမောက်သေးဘူးပြက်တာရှင်းနော်လှေဝမ်းပုတ်ထွက်သွားအဲ့ဒီတော့မှသူ့နောက်ကတပည့်တယောက်ကိုကဲငါတပည့်မတတ်နိုင်တော့ဘူးကွာဖြစ်သမျှအကြောင်းဖြစ်သမျှအကြောင်းအကောင်းကြီးပဲဆိုအဲ့နာငမန်းစာဖြစ်သွားမှာပေါ့ရှင်းလားလူတွေခုံကြတော့ငါးလိတ်ကကန်းနေလာပြီးစားတော့ကုန်ပြီဘေးမှာလည်းသွေးတွေပေါ်လို့ညာနေပြီဘာလို့ကြမလဲဆိုတော့ကဲလာငါတပည့်လားဒါစားစီဦးထောပတ်နဲ့သကြာရည်သကာနဲ့ပြားရည်ရောပြီးတော့ဟိုစတုမတုလို့ပေါ့အာဟာရဖြစ်မဲ့အစားအစာကိုပြည့်အောင်စားဝမ်းမိုက်တဲ့တကိုယ်လုံးကိုစီလိမ့်တယ်ပင်လယ်ထဲမှာခုံကူးရမှာဆိုတော့ဆန်းငံရည်နဲ့ဆိုတော့ဒဏ်ခံနိုင်အောင်ဘာလို့စီလိမ့်တယ်အဲ့တော့မင်းလည်းလိမ့်ငါလည်းလိမ့်နှစ်ယောက်အတူတူလိမ့်ပြီးတော့ရွတ်တိုင်ထိတ်တက်ပြီးတော့မှဒီဝဲဩဃကဇနကမင်းသားခုံတယ်လို့ပေါ့နော်တို့ဘုရားအလောင်းကပင်လယ်ထဲကူးနေကြဒါမှမဟုတ်ဇနကဘွားကူးနိုင်တာပေါ့ရှင်းသလားအဲ့ဒါရွတ်တိုင်ထိတ်တက်ပြီးတော့မှငါးလိမ့်ငကန်းရံကလွတ်တဲ့နေရာကိုတခါတည်းဆရာတစ်ပည့်နှစ်ယောက်ခုံချပြီးကူး9ရက်ဘယ်လောက်လဲအဲ့တော့ဗိုက်ထဲမှာအစီဩဇာထောပတ်အစရှိစဉ်အပြည့်ထည့်ထားပြီးတော့ဆရာတစ်ပည့်နှစ်ယောက်ကူးလိုက်ကြတယ်ကူးနေရင်နဲ့ဘုရားလောင်းကဘာလုပ်လိုက်သေးသလဲဆိုတော့ဥပုသ်ဆောင်လိုက်သေးတယ်ဘာလုပ်လိုက်သေးလဲငါဒုက္ခတော့ရောက်ပြီတဲ့အဲ့တော့ဒီထဲမှာပဲသိခြင်းလဲသိသွားမယ်အဲ့တော့ငါရဲ့နောက်ဆုံးအချိန်လို့ပြောရင်လဲရနေပြီဟုတ်ကဲ့လားကဲတင်သူသာမရှိဘူးကဲဆယ်ဖို့သာအချိန်ရောက်မလာဘူးဆိုရင် तू သေတော့မှာအဲ့တော့သေမဲ့အတူတူတော့အမြတ်ရအောင်ယူမှာအဲ့တော့ပင်လယ်ထဲမှာစကူးပြီဆိုကြတဲ့ကရင်ဥပုသ်ဆောင်ထားတယ်နေမွန်းတိမ့်ပြီလို့ဆိုတာနဲ့ပင်လယ်ရေနဲ့ပလုတ်ချင်းပြီးတော့သွားတိုက်ပြီးပင်လယ်ထဲဘာမျောလာမစားတော့ဒီရောကျင်သလားဒုက္ခရောက်ရင်ဘာလို့အောင်ကုသိုလ်များလို့မထာမရဗါတဲ့အကောင်းဆုံးရတရားပေးခဲ့စိတ်ကောင်းနှလုံးကောင်းထားပါစေတနာကောင်းရင်ဘဝကောင်းတယ်လေဒုတ်ပြန်ထုတ်ရမလို့ဖြစ်နေခုနပြောခဲ့တာမမှတ်မိဘူးလားစေတနာကောင်းရင်စေတနာစင်တမ်းမြင့်ရင်ရှင်းတယ်နော်ဩတရားကြံသူတို့မေ့သွားတယ်အဲ့တော့ပြစ္ဆုတ်ပံစေတနာကောင်းမှအတိတ်ကံကောင်းကလည်းထောက်ပံ့ခြင်းပြုမှာအဲ့တော့သူတို့ကူးနေတာဥပုသ်ဆောင်နေတယ်ရေကူးနေရတဲ့ထဲကဘာလို့သူတို့ခုကုန်းပေါ်မှာနေတဲ့လူတော်ဥပုသ်မဆောင်နိုင်တဲ့လူတွေတပုတ်ကြီးရှင်းသလားအဲ့တော့ဥပုသ်ဆောင်ပြီးတော့ဘုရားလောင်းကူးနေလိုက်တာ9ရက်အဲ့ဒီအချိန်မှာမှသမုဒ္ဒရာကိုစောင့်ရတဲ့နတ်သမီးရှိပါတယ်ဘယ်သူလဲမဏိမေခလာနတ်သမီးအဲ့ဒီအချိန်ကမဏိမေခလာနတ်သမီးအမည်ရသူကတော့ဥပ္ပလဝံထေရီရဲ့အလောင်းဟုတ်ပြီနော်အဲ့တော့နတ်သမီးကလည်းသူကလည်းအခမ်းပွဲတွေရှိနေတာနဲ့သွားနေတာ9ရက်မေ့သူနိုင်ကလတ်တွေပါတက်နေပုံရတယ်အဲ့တော့နတ်သမီး9ရက်ပင်လေသမုဒ္ဒရာစောင့်မကြည့်ဖြစ်ဘူးသူတာဝန်ကစရုမာရနတ်မင်းကြီး၄ပါးကသူ့ကိုတာဝန်ပေးထားမင်းဟောဒီပင်လေသမုဒ္ဒရာထဲမှာသီလသမာဓိပညာသီလ
အကျင့်သိက္ခာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုအချီးနှီးမသေးစေနဲ့ဒါမင်းတာဝန်ယူရှင်းသလားသူ့ကိုဘာလုပ်ထားလဲတာဝန်ပေးထားတယ်ဘာလုပ်ထားလဲအဲ့ဒါခုလည်းဦးဇင်းတို့ဒီမှာတန်ခါပြီးသူများလူတဲ့ဆွမ်းစားသူများပေးတာဝတ်ပြီးသူများစောက်တဲ့ကြောင်းပေါ်မှာနေတာအပူဇော်ခံဖို့လားတာဝန်ယူတတ်ဖို့လားသာသနာဝန်ထမ်းရှင်းသလားအဲ့ဒါလူတကာလက်အုပ်ချီထားတိုင်းဝမ်းမြောက်เสียလားတာဝန်ကြီးလာတာလူတယောက်ကလက်အုပ်ချီလိုက်တိုင်းအော်ဒီလူပေါ်ငါတာဝန်ရှိတယ်ရှင်းသလားတာဝန်သိမှတာဝန်ယူတတ်မှအမျိုးကောင်းသားရှင်းသလားသဘောပေါက်သလားအားလုံးစိတ်ဓာတ်ခွန်အားတွေအရေးကြီးတယ်နော်ခေါင်းရှောင်တတ်သူဖြစ်ရမှာလားခေါင်းဆောင်နိုင်သူဖြစ်ရမှာလားအကောင်းဆောင်နိုင်သူကအားလုံးပေါ်မှာတာဝန်ရှိတယ်လို့ကိုခံယူထားကျင်သလားကောင်းပြီအဲ့တော့ဘုရားအလောင်းနဲ့နောက်ကတပည့်ကတခြားမဟုတ်ဘူးအရှင်အာနန္ဒာအလောင်းဟုတ်ပြီနော်နှစ်ယောက်ဇုံကူးနေကြဥပလုံအလောင်းမဏိမေခလန္တသမီးကအဲ့ဒီ9ရက်ပြည့်မှာပြာကြီးပြာနဲ့ပြန်ရောက်လာပြီးတော့သမုဒ္ဒရာနဲ့ရှောက်ကြည့်တယ်ကြီးတဲ့အချိန်မှာတွေ့ဟာတော်သေးရဲ့ဟိုမှာလူနှစ်ယောက်ကူးနေတယ်ဒီလူတွေကသီလရှိသလားကြည့်တယ်ရှိတယ်ဟုတ်ပြီနော်တမာရီရှိသလားကြည့်တယ်ရှိလို့ဘော9ရက်တိုင်မဆုတ်မနစ်ကူးနေနိုင်တာတမာရီအလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်နိုင်တာတမာရီရှင်းလားတမာရီမရှိရင်ပဲနဲ့အဲ့ဒီလူကဖြောင်းမအလုပ်ကိုလုပ်နိုင်ခုဆရာတော်ပဲနှစ်ယောက်မဆုတ်မနစ်ကူးနေတယ်ရှင်းတယ်နော်အဲ့ဒါနဲ့ဟုတ်ပြီဒါဖြင့်ငါဒီလူတွေကယ်ဖို့ကြိုးစားမှာပဲဆိုပြီးတော့သွားပြီးတော့ကြည့်လိုက်တော့ဒီလူတွေထမင်းမစားရတာ9ရက်ငါတော့အထက်ကလူကြီးတွေကဟုတ်ပါဘူးနတ်ကြီးတွေကသူတက်ကနတ်ဘယ်လောက်ရှိတော့4ပါနတ်မင်းကြီးဘယ်နှပါတော့4ပါငါအထက်နတ်ကြီးတွေကငါတော့ထောင်းတော့မှာပဲဒုက္ခပဲဒီယာတုဖြုတ်ပြရင်ပြဿနာပဲဆိုပြီးတော့ရွှေကွက်ကလေးနဲ့စားစရာတောက်စရာတွေထည့်ပြီးဘုရားလောင်းရှိပေါ်လာတယ်မွားဆိုဟုတ်ပြီနော်အသေးယောက်ျားတဲ့တင်ရိတ်ကူးနေတာဘယ်နှရက်ရှိပြီလဲ9ရက်ရှိပြီဩအစားတော့မစားရတာကြာပေါ့ရော့ဒီအာဟာရလေး3ဆောင်ပါအိုးရွှေကွက်နဲ့အာဟာရပေးတယ်ပြီးတော့ဘုရားလောင်းကနေမော့ကြည့်လိုက်နေဆောင်သွားတယ်ကျေးဇူးတင်ပါတယ်နေမောတိမ့်သွားပြီဖြစ်တဲ့အတွက်မင်းစာကိုငါမစားရတာဘယ်နှရက်ရှိသူမင်္ဂလာကိုချင်းစာရှိတယ်ငါဆိုနေနိုင်မှာမဟုတ်ဘူးဟမ်9ရက်တောင်ထိမ့်ပြီးပြီပဲဗျာဒီနေ့တော့သီလလေး5ပါးသီလရှော့ယူပြီးစားလိုက်ရရင်အဆင်မပြေဘူးလားဘုရားအလောင်းတော်ရဲ့စိတ်ဓာတ်ခွန်အားဘုရားတို့ကျုပ်တို့ဟာဘုရားကိုကြည်ညိုတဲ့ဘုရားကျေးဇူးဟာအလောင်းတော်ဘဝကလေးရရင်တို့ဆက်လို့မကုန်ဘူးဒီပါရမီတွေဖြည့်နေတာဘယ်သူအတွက်လဲပင်လယ်ထဲမှာရေကူးနေတာသူ့အတွက်ထင်သလားဥပုသ်ဆောင်ထားတာသူ့အတွက်ထင်သလားဘုရားအလောင်းတော်တွေဟာဗျာဒိတ်တော်ရပြီးသားသူ့ကိုယ်သူအလောင်းတော်ဆိုတာသိတယ်အခုရွှေခွက်လည်းရောက်နေပြီကဲတင်သူလည်းရောက်လာပြီတကယ်တာမန်ပုဂ္ဂိုလ်ဆိုရင်စားပြီအလောင်းတော်ဖြစ်တဲ့အတွက်သူ့ပါရမီကိုအယော့မခံနိုင်ဘူးစိတ်ဓာတ်အပြည့်ပြားမခံနိုင်ဘူးခုတနားရီလောက်လေးထင်ရတာကိုတွန့်လိမ့်တယ်မပြင်ရဘူးလားပြင်မတရားလားမပြင်မတရားလားရှုပ်ရှက်ကုန်ကနေစိတ်ဓာတ်ခွန်အားမရှိလို့အဲ့ဒါတွေရှောက်ပြောနေရတယ်ရှင်းသလားတနားရီတော့မှကိုယ့်ကိုယ်ကိုသုံးချမရဘူးဆိုမင်းတို့ထမင်းကိုမကျွေးနဲ့တစ်သက်လုံးကျွေးလာတာတနားရီမှသုံးမရဘူးလားလို့ပြောလိုက်ရှင်းသလားနေတိုင်းထမင်းမကျွေးရဘူးလားဝတ်စားလည်းမပေးရဘူးလားသူလိုချင်သမျှအကုန်ပြုစုလာတာတနားရီမှခိုင်းမရဘူးဆိုဒီခန္ဓာသုံးရအောင်မလားရှင်းတယ်နော်ဟိုမှာဘယ်နှရက်ရှိလဲ9ရက်ရွှေအုံနဲ့နတ်ဩဇာလာကျွေးစောင်းဆိုတော့နောက်ကတပည့်ကအရှင်အနန္ဒာလည်းသူ့အနေနဲ့သူတိုင်ပင်နဲ့သူကူးနေတာဆိုတော့ဘုရားလောင်းပြောတဲ့အကြံအတန်ကိုကြားလိုက်တယ်နတ်သမီးကသူမမြင်ရဘူးမမြင်ရတော့စဉ်းစားတယ်ဩငါသခင်ဟာတဲ့တတိဘာမှပင်ပန်းလှုပ်ဘူးတာမဟုတ်ဘူးတဲ့အမတန်နုနယ်ပျော့ပြောင်းတဲ့ပုဂ္ဂိုလ်တဲ့
အခုဒုက္ခမြမစားမတော့ရတာကြာလို့ထင်အောင်ထင်မှားတွေများရှောက်ပြောနေတယ်ထင်ပါရဲ့ဟောတပည့်ကဆရာကိုပူတာဟုတ်ပြီနော်ကို့အရှင်သခင်ကိုပူတာအရှင်သခင်ပေါ်မှာတန်မိုးထားတယ်အဲ့တော့ငါတတ်နိုင်သမျှကင်မပဲအရှင်သတိထားပါဘာတွေလျှောက်ပြောနေတာလဲဘသိငကိုဘယ်သူကလာကျွေးနေလို့လဲအဲ့တော့အာဟာရပြတ်လက်လို့အရှင်ကစင်ကြရားဖြစ်ပြီထင်တယ်တဲ့အဲ့ဒါလို့မဖြစ်ပါနဲ့အရှင်ကိုပြည့်စေကဗုဒ္ဓတွေဆုံးမထားတဲ့တရားတွေရှိတာပဲတဲ့တရားနဲ့လျော်အောင်နှလုံးသွင်းပါဗါတယ်လေဟောနောက်ကအခိုင်းစီကျွန်းတပည့်ကဆရာကိုဘာလုပ်တာလဲတတိပေးတာဆရာဘာလုပ်တာလဲတတိပေးတာအရှင်သခင်နဲ့စိတ်တွေကစင်ကြရမဖြစ်ပါစေနဲ့သင်ဟာအမြဲတမ်းအလူတန်းလုပ်နေတဲ့လူတစ်ယောက်အများကောင်းကျိုးကိုရွတ်ဆောင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်အဲ့တော့သင်မှာလဲသူတော်ကောင်းတွေရဲ့အဆုံးအမကိုအမြဲနာယူထားတဲ့အသည့်တရားတွေရှိပါတယ်လာပြီနော်အခုလိုဘ ഹു တုတ္တမရှိရင်လောကရန်ကိုကြော်ဖြတ်နိုင်မှာမလားခင်ဗျားတို့ပြောနေတာဥမတောင်မအေးပို့ပြီးသိရမှာသီလမဆောင်ဘဲနဲ့လဲဘယ်သောအခါမှဥမဒါကြဆက်မပြောကြဘူးရှင်းသလားသဘောပေါက်သလားအသိပညာရှိသူဆိုနောက်ကနေသတိပေးလိုက်တော့မှရှေ့ကဘုရားလောင်းကလည်းဩတဲ့ငါတပည့်ငါထင်အောင်ဒီမှာဖြစ်တာဘုရားဘူးကွယ်တဲ့ငါသေချာမြင်နေရတာပါငါရှေ့မှာဘာရှိလဲနတ်သမီးရှိတယ်အမှန်တန်လှပတင့်တယ်တဲ့နတ်သမီးရှိပါတယ်ငါ့ကိုရွှေအုပ်နဲ့အာဟာရကျွေးနေပါတယ်အဲ့ဒါကြောင့်ငါကမစားတော့ဘူးနေမွန်းတိမ်သွားပြီဥပုသ်ဆောင်ထားတယ်လို့ငါဒီလိုပြောတာပါမင်းမယုံကြည့်ပါဆိုတော့ဟိုအရှင်အနန္ဒမမြင်ရဘူးအနန္ဒအလောင်းကဟုတ်ပလားကဲတာရှိတဲ့ပုဂ္ဂိုလ်ကိုကဲနေတာနတ်သမီးလည်းဘက်လိုက်တယ်နော်ဇက်လိုက်မှကဲတယ်ထင်ပါရဲ့ရှင်းလားဆက်ပြောမယ်ကြည့်ထားအဲ့ဒီမှာဒါဖြင့်အရှင်မေးစမ်းပါတဲ့အဲ့ဒါအရှင်ရှိဟာတကယ်နတ်သမီးရောဟုတ်လားနတ်သမီးလားဒါမှမဟုတ်တကိုးတိတ်တိအိဋ္ဌိပတ်ရှိတဲ့မျိုးသမီးလားဟုတ်ပြီနော်ကွဲပြားအောင်မေးလိုက်ဆိုတော့ဘုရားလောင်းအာယုဒ္ဓဒါမေးရမယ်နေသမအောင်မေးမလို့လဲပေါ့ဟုတ်ပြီနော်မေးမလို့လဲဘယ်ရလာလဲဘယ်မျိုးလွယ်လဲဘုရားကမေးလိုက်တော့ကျွန်တော်ဟာတဲ့ဒီသမုဒ္ဒရာထဲမှာတာဝန်ရှိတဲ့သမုဒ္ဒရာကိုစောင့်ကြရတဲ့မဏိမေခလာနတ်သမီးပါလူမဟုတ်ပါဘူးတဲ့ရှင်းသလားအဲ့တော့သင်တို့ကိုငါ့ကိုတာဝန်ပေးထားတယ်တဲ့စတုမာရနတ်မင်းကြီး၄ပါးကဟောဒီပင်လေသမုဒ္ဒရာထဲမှာသီလသမာဓိပညာရှိတဲ့အမျိုးကောင်းသားတွေကိုအချင်းနီးမပြည့်စည်စေနဲ့ဒါကြောင့်ငါမှစောင့်ရှောက်ရမယ်ဝတ္တရားရှိတယ်ဒါကြောင့်လာစောင့်ရှောက်တာရောဟောဒီရွှေခွက်ဟာသင်လိုရှိတဲ့အရာကိုတောင်းယူလို့ရတယ်တဲ့အာဟာရလိုခြင်းအာဟာရဟုတ်ပြီနော်ဆင်းရင်မြင်းရင်ယထာရင်လိုခြင်းယထာဟုတ်ပလားဘုံဗိမာန်လိုခြင်းဘုံဗိမာန်သင်လိုခြင်းတာယူလို့ရပါတယ်နတ်သမီးကပေးတယ်အိစ္ဆာတရားရွှေခွက်ပေါ့ဗါတယ်လေအာလာဒင်လိုပေါ့လေနော်အဲ့တော့အဲ့လိုရွှေခွက်ပေးတော့မှဘုရားလောင်းကကြည့်တယ်ပင်လေတဲ့ရင်ယထာကားတွေယူလို့ရမှာဟမ်ဘယ်လိုသွားနေလို့ရမလဲဘုံဝိမာန်ကြီးရောဆောက်လို့ဖြစ်မလားမဖြစ်ဘူးဒါပေမဲ့ဘုရားအလောင်းတော်တို့ရဲ့စိတ်ဓာတ်တနည်းအားဖြင့်ခမည်းတော်ကျုပ်တို့ရှိရမယ့်စိတ်ဓာတ်ဒီနေရာမှာကြည့်ရွှေခွက်လာပေးနေပြီကဲနေပြီအလောင်းတော်ဘာပြောလဲဆိုနေဦးနတ်သမီးတဲ့အခုငါ့ကိုမေးကဲတင်မှာကငါပြုခဲ့တဲ့ကုသိုလ်တွေကြောင့်ကဲမှာလားမင်းကုသိုလ်ရခြင်းလို့ကဲမှာလားရှင်းသလားယောက်ျားကောင်းတို့မိသည်ဘာပစ္စည်းမှအလကားမယူဘသူစီကမှလည်းအချောင်မလို့ခြင်းဘူးကျင်တတ်သလားသဘောပေါက်သလားအချောင်ယူတတ်တဲ့လူဟာအချောင်သမားပဲဖြစ်မှာပေါ့အလကားလိုခြင်းတဲ့လူဟာအလကားလူပဲဖြစ်မှာပေါ့မတရားလိုခြင်းသူဟာမတရားသူပဲဖြစ်မှာပေါ့ရှင်းသလားကျင်တတ်သလားဟေးဗမာလူမျိုးတွေကတထောင်စားတန်တာပဲရှိတော့ဟိုနာတောင်းစားဒီနာတောင်းစားနေတာတွေတပုံကြီးပဲဘယ်လိုတောင်းတယ်မပြောတော့ကိုယ့်ကိုယ်ကြည့်ကျင်တတ်တယ်နော်
ရှင်းရောရှင်းလားအဲ့တော့ဒုသာသနာဘုရားရဲ့အဆုံးအမဟာဘု து ကိုဘု து အားကိုးသူများကိုညီဖိမမှုကိုစောင့်နေရမလားကိုကိုအားကိုးရမှာကိုမကယ်တဲ့လူလာပြီ9ရက်ဒုက္ခရောက်နေပြီချက်ချင်းငါ့ကိုကယ်ပါတော့ယူပါတော့ပြောသလားယောက်ျားကောင်းဘာကူညီမှမတောင်းဘူးရှင်းတော့အဲ့တော့ဒီခုပေးနေတဲ့ရွှေခွက်တောင်မှငါကုသိုလ်ကြောင့်လားတဲ့ဟုတ်ပြီနော်မင်းကုသိုလ်ယူခြင်းလို့လာလားတဲ့အရှင်တဲ့အသင်ယောက်ျားဟာတဲမေ့တတ်တယ်ကိုတဲ့ကိုပြုတဲ့ကိုယ်သူကိုမေ့နေပြီထင်တယ်တဲ့အခုငါလာခဲ့တာငါအစွမ်းနဲ့လည်းမဟုတ်ဘူးတဲ့ဟုတ်ပြီနော်သင်ကုသိုလ်ကြောင့်ဟာကုသိုလ်ဆိုငါလုပ်ထားတဲ့ကုသိုလ်တွေအများကြီးဘယ်ကုသိုလ်လဲရှင်းသလားဟဲ့အဲ့တော့မှနတ်သမီးကသင်ပြန်စဉ်းစားကြည့်သမ်းပါတဲ့သင်သမုဒ္ဒရာတွေကိုကုံရောင်းထွက်လာတဲ့နေ့ကသင်လမ်းမှာဘာလုပ်ခဲ့လဲပြစ္ဆေကဗုဒ္ဓကိုရှင်းတယ်နော်ဘာဖြစ်လဲပြစ္ဆေကဗုဒ္ဓကိုဖဏဆိုတာယင်ယထာကာယင်ဆိုတာကကုန်းပေါ်ဆိုကုန်းပေါ်သွားတဲ့ယင်ပေါ့ဟင်ရေထဲမှာဆိုရင်ရေထဲသွားတဲ့ယင်ပေါ့ယင်ဆိုတဲ့သွားရေးလာရေးမှာအစဉ်ပြေချောမွေ့ပြီးတော့မွန်မြတ်တဲ့ဆင်ရတနာမြင့်ရတနာဆင်ရင်မြင့်ရင်ကားရင်ယထာရင်အသုံးဆောင်ပစ္စည်းကိုရတဲ့အကျိုးကျေးဇူးကိုပေးတယ်ဒါပေမဲ့ဒါဖြင့်အဲ့ဖဏလူထားတာပဲသင်္ဘောကဘာလို့ပြစ်တာအေးအခုသင်္ဘောပြစ်သွားတာကပြစ္ဆုတ်ပံကံလားအတိတ်ကံလားအတိတ်ကံအဲ့ဒီနားမှာသူပြည့်စည်ရမယ်ဂိမ်းရှိတယ်အဲ့တော့ပါလာတဲ့ဂုံတွေလည်းအကုန်ဆုံးရှုံးသင်္ဘောသားတွေလည်းသေသူနဲ့ဘယ်သူပဲကြံတယ်တပည့်ဖြစ်တဲ့အရှင်အာနန္ဒာအလောင်း2ယောက်ပဲကြံတယ်စီးပွားပြက်ဂိမ်းကြုံနေပြီဟုတ်ပြီနော်အဲ့ဒါဘေးတင်ဂိမ်းခန်းလားအကြောင်းကအကျိုးဖြစ်တာလားအဲ့ဒီချိန်ပါကသူ့စိတ်ကဆုံးနစ်တွန့်ဆုတ်ပြီးတော့ဗျံပရာနဲ့ရောက်ရက်ခတ်ပြီးတော့ဟိုအရေးချင်းမရှိတဲ့လူတွေရောက်ရက်ခတ်ပြီးသေးသလိုစိတ်ဓာတ်ပြက်ပြားမယ်ဆိုရင်သူလည်းသေချိန်ရောက်ပြီဒါပေမဲ့သူဆုံးနစ်တဲ့စိတ်တွေဖြစ်သလားပြက်ပြားတဲ့စိတ်တွေဖြစ်သလားမဖြစ်တဲ့ပြင်သူကိုချင်းတရားကိုအပြစ်ခံသလားသူကုသိုလ်လုပ်ကိုအပြစ်ခံသလားစေတနာကောင်းတော့ဘဝကောင်းတယ်စေတနာကောင်းတော့စေတနာအဆင့်တန်းမြင့်တော့ဘယ်သူကိုယ်တိုင်လာကြရလဲနတ်သမီးကသူဂျူတီရှိလို့လာတာဟုတ်တယ်မဟုတ်ပါဘူးလို့မင်းနဲ့ရှင်းလားဖရာလောင်းကတောင်းတလို့လာလားသူတာဝန်ရလာလားပေါ်မလုံးနဲ့ကျတော့ကဲပါကြီးអော်နေတာကဲပါអော်တဲ့လူနာကဲတင်ရှင်ဘယ်သူမှမလာဘူးဘုရားလောင်းဇတ်တော်တွေကြည့်လိုက်ကဲပါဦးယူပါဦးဆိုလို့ကဲတဲ့ဇတ်တစ်ဇတ်မှမရှိဘူးရှင်းနော်အဲ့တော့အခုလဲနတ်သမီးရောက်လာတာဟာနတ်သမီးကသူပြုခြင်းတဲ့စိတ်ကြောင့်လာရတာလားဘုရားလောင်းပြုထားတဲ့ကုသိုလ်ကြောင့်လာရတာလားပစ္စေကဗုဒ္ဓကိုသင်လူထားတာမှတ်မိသလားဆိုငါမှတ်မိတယ်ဖဏလူထားတယ်ဆိုတော့အေးဟုတ်ပြီရောရွှေခွဲသင်လူကျင်တာယူတော့ဟုတ်ပြီနော်အဲ့တော့မှဘုရားလောင်းကမကိုက်ဘူးရွှေခွက်ကိုမလို့ချင်ဘူးတဲ့ငါကုသိုလ်ကြောင့်ဖြစ်တာဆိုရင်ငါ့ကိုငါတိုင်းပြည်ပြန်ရောက်နိုင်တဲ့သင်္ဘောတစ်စင်းမပေးတဲ့ရှင်းသလားအဲ့တော့မှဟိုကယရနာအတိပြီးတဲ့အလျားက8ဥဒ္ဓဖအနံက4ဥဒ္ဓဖဇောက်ကတာ20နဲ့တဲ့ယရနာအတိအပြည့်ပါတဲ့ရွှေသင်္ဘောကြီးဗာသင်္ဘောကြီးရွှေသင်္ဘောကြီးရွှေရက်တိုင်တွေကလည်းရွက်တိုင်3တိုင်ကလည်းရွှေရွက်ကငွေဘောင်ကုတ်ထားတာဗရမ ्या နဲ့ဆိုတော့ယရနာသင်္ဘောကြီးပေးလိုက်တယ်ရှင်းသလားအဲ့တော့သင်ရဲ့ဒါနမှုပြုနိုင်အောင်ဆိုသင်္ဘောကြီးအဲ့ဒီသင်္ဘောကြီးကဘာလူလို့ရတာလဲဖဏလူလို့ရတာသင်္ဘောယရနာအတိပြည့်နေတာကတသက်လုံးပြုခဲ့တဲ့ဒါနကုသိုလ်ရှင်းသလားသဘောပေါက်သလားအကျိုးပေးချိန်တန်တော့အကျိုးပေးလာတယ်အတိတ်ကံကသင်္ဘောပြရမယ်ကံပါတော့မပြတ်ဘူးလားတခါအခုလုတ်ခဲ့တဲ့မကြာမတင်ကမှလုတ်ခဲ့တဲ့9ရက်ကျော်ကလုတ်ခဲ့တဲ့9ရက်ကျော်ကလုတ်ခဲ့တဲ့
ဖဏအလူနော်အားလုံး14ရက်ရှိပြီတင်မောစီလာတာ9ရက်ပြက်ပြီးရေကူးနေတာ9ရက်14ရက်မြောက်နေ့ကြမှာဖဏအလူကပေါ်ချလာပြီးတင်မောကြီးရကျင်တတ်သလားအကြောင်းကောင်းတော့အကောင်းတာလို့ရင်မကောင်းတာလို့ရင်ဘယ်ချိန်ပေးတာလဲအကြောင်းညီညွတ်တဲ့ချိန်ပေးမှဒါလေးမှတ်ထားညီညွတ်အောင်မစောင့်နိုင်ရင်စိတ်သက်ခွန်အားမရှိရင်တော့ဘယ်သောအခါမှအကြောင်းကျိုးကိုနားလည်လိမ့်မည်မဟုတ်ရှင်းပြီနော်အဲ့ဒီတော့မှဘုရားအလောင်းကိုမေခလာနတ်သမီးကိုယ်တိုင်ပွေးပြီးတော့ယရနာသင်္ဘောပေါ်တင်ပေးလိုက်တော့နောက်ကအရှင်အနန္ဒာရက်ကန်မဟာသနကရက်ကန်မဟုတ်ဘူးအာနန္ဒာရက်ကန်ဖြစ်တယ်သူ့မကယ်ဘူးနတ်သမီးကဘာလို့မကယ်သူပြုထားတဲ့ကုသိုလ်ဘုရားလောင်းကနတ်သမီးတလက်ကြည့်သူ့လူတလက်ကြည့်ဇောက်ကတာ20ဆိုသူလည်းလက်လန်းလို့မမီဘူးပိုက်ကျိုးဆွဲတဲ့ဆိုတော့ဟိုလူအားကုန်နေပြီရှင်းနော်ကြောက်ကြတဲ့ကျိုးဆွဲတဲ့ဆိုတော့လေဟိုမှာနောက်ကရေကူးထားတာအားကုန်နေပြီအဲ့ဒါနဲ့ငါတပည့်ရေတဲ့ငါပြုထားတဲ့ကုသိုလ်ဖဏအလူမင်းလာတော့ကမှတ်မိလားမှတ်မိပါလေခင်ဗျာအေးအဲ့ဒီအလူကုသိုလ်ငါတစ်သက်လုံးပြုထားတဲ့ကုသိုလ်အားလုံးကိုမင်းကိုအမျှဝေတယ်ကွာလာပြီဟမ်ပိဋ္ဌာဖြစ်မှမဟုတ်ဘူးမျိုးလာပြီရေသက်ချဝေဖန်တဲ့လူတွေသတိထားပေါ့ရှင်းလားငါတပည့်ငါပြုသမျှကုသိုလ်မင်းအတွက်အမျှဟဲအမျှဆိုတော့မှသာဓုပါဆရာသာဓုဆိုတော့မှနတ်သမီးကဆင်းပွေတယ်ဗျာကဲဏိကုံးကတော့ကိုယ့်အကိုကောက်ချက်ဆွဲပြီးပါပြီရှင်းလားအကြောင်းကောင်းမှကုသိုလ်တရားဝေငှပြီးတော့ဟိုမှာကုသိုလ်ရတော့ကောင်းကျိုးချမ်းသာမရဘူးလားအေးဒါပြင်အမြဝေခြင်းအလုပ်ကလည်းပြုသင့်မပြုသင့်အလကားအလုပ်ဂုံယူပြီးတော့ကြွားဝါလို့တဲ့အလုပ်လားပြုရမယ်အလုပ်လားဒါကြီးကိုတခန္ဓနာလုပ်နေဖို့တော့မဟုတ်ဘူးပေါ့ကိုယ်စေတနာကကိုယ်ကုသိုလ်ကိုကိုယ်နဲ့ထပ်တူရတဲ့ရတဲ့သူအလုံးရကြပါစေအမြဝေတဲ့ခါကျဦးဇင်းတို့ကနတ်ကောင်းနတ်မြအပေါင်းတို့အား၎င်းလို့ပြောတော့ရှင်ဘုရားဘက်လိုက်တယ်တဲ့နတ်ဆိုးတွေမဝေဘူးလားတဲ့နတ်ဆိုးနဲ့ကုသိုလ်နဲ့မထိုက်တန်ဘူးလို့ကုသိုလ်နဲ့မထိုက်တဲ့လူငါဝေတဲ့ထဲမှာဘာကုန်ပါဘူးရှင်းလားတရားမင်းဘာလို့အမြဝေလဲဆိုတရားမင်းကလူပြည်ရဲ့ကုသိုလ်ပြုမှာကိုအမြဲတမ်းစောင့်ကြည့်နေယမမင်းလူပြည်ရဲ့ကုသိုလ်တန်ကိုအမြဲတမ်းနားဆွင့်နေတယ်ကုသိုလ်ကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်တွေမို့လို့ပေးတာရှင်းသလားတို့ကအကျိုးရှိတဲ့အလုပ်ပဲလုပ်တယ်အကျိုးမရှိတဲ့အလုပ်အဲ့တော့ဘုရားလောင်းတို့ဆရာတစ်ပည့်နှစ်ယောက်ကဖြစ်သမျှအကြောင်းအကောင်းပဲဆိုထိုင်ကြည့်နေတာလားမကောင်းအောင်လုပ်သွားတာလားတွန်းဆုပ်ခြင်းရှိသလားဆုံးနစ်ခြင်းရှိသလားဘယ်သူကိုဘယ်သူအားကိုးတာလဲခုလည်းနတ်သမီးတွေ့တာနဲ့ကဲပါအောင်လုပ်သလားရှင်းတော့မင်းကဲမှာမင်းကုသိုလ်လိုချင်လို့လားငါကုသိုလ်ကြောင့်လားတဲ့မေးလိုက်တာအဲ့ဒါဘုရားလောင်းတို့ဘုရားလောင်းရှင်းလားအဲ့တော့ဘာမှမလူပါသေးဘူးဤသို့လူတိုင်းရတော့အကျိုးအားကြောင့်ရှုပ်ရှက်ခတ်နေပြီဘာမှမလုပ်ရသေးဘူးအကျိုးပြုလုပ်ငန်းလေးမှလုပ်မှမကြနိုင်ဘူးဒါတပည့်တော်လှုပ်ထားတာအောင်မြင်သွားရင်တပည့်တော်ပျက်စီးသွားရင်သူတို့ကြောင့်ဗမာစိတ်ဓာတ်ရှင်းလားတကယ်ကကိုပြုတဲ့အမှုကြောင့်အများအကျိုးရှိသွားတာကိုပီတိဖြည့်ပြီးတော့ကိုယ့်ကိုလူမသိလေကောင်းလေသဘောပါသလားကိုပြုလိုက်တဲ့အမှုကိုသူများမသိလေကောင်းတယ်ဘုရားကကိုပြုဘူးတဲ့ကျေးဇူးကိုမေ့ထားပါသူတစ်ပါးပြုဘူးတဲ့ကျေးဇူးကိုဘယ်သောအခါမှရှင်းလားကိုဟာမဟုတ်ဘူးကိုလှုပ်တာလေးဖော်ကျင်တာဒီတရားပွဲတပည့်တော်လှုပ်တာတပည့်တော်မရှိဘူးဖြစ်ဘူးဟိုလူတွေလှုပ်တာမဟုတ်တပည့်တော်လှုပ်တာဟမ်သဘောပါသလားအဲ့ဒါနဲ့စိတ်ဓာတ်ခွန်အားမရှိပြိပက္ခတွေဖြစ်ကုန်အမှားယွင်းဖြစ်သွားရင်အဲ့ဒီကောင်တွေတပည့်တော်ပြောသားပဲအဲ့ကြောင့်အစင်တမ်းမရှိတဲ့လူဟာတာဝန်မယူတတ်ဘူးတာဝန်မခံတတ်ဘူးကျင့်တတ်လားဗုဒ္ဓဘာသာတွေပြင်ဖို့သိမသိဒီတိုင်းပဲအောက်တန်းကြစွာနဲ့ပဲဒုသာသနာကိုအပြည့်စီးအဆုံးရှုံးခံကြတော့မလားရအောင်ပြုပြင်မလားအလောင်းတော်ဘဝကလေးအားကြစရာမကောင်းဘူးလား
အလောင်းတော်ဆိုတာခမည်းတော်ကျုပ်တို့လိုပုထုဇဉ်ပဲဗျရှင်းသလားသူမှတတိဝရိယသမာဓိတွေနဲ့ဘု து ကိုဘု து အားကိုးတယ်ကိုယ်ကိုအားကိုးတဲ့စိတ်ဓာတ်ကြောင့်ဘုရားအလောင်းတော်ဒီနေ့ဖဏတ်တရံနဲ့ယရဏသင်္ဘောကြီးရှင်းသလားအဲ့ဒါသင်္ဘောကြီးတဲ့ဆက်ရောအဲ့ဒီသင်္ဘောပေါ်ကပစ္စည်းတွေသူ့အိမ်ထဲမှာထားလို့တော့မဆန့်အဲ့ဒါတစ်သက်လုံးလူလို့မကုန်တော့ဘူးကျင်သလားသူသွားရှာလာလဲဘာလို့ဖို့ရလာတော့လဲအားလုံးကိုတစ်သက်လုံးမလုပ်သွားလို့လူသွားတယ်ဘာသာသတိပြီးမှသခိုးမရှိဘူးကြဘိုးမရှိဘူးတဲ့ရုံးတွေအကုန်ပိတ်တရားသူကြီးမလို့တော့ရှင်းလားခိုးတာငတ်လို့ခိုးတာဟင်လူတာစားစရာမရှိလို့လူတာအလူပေးတဲ့လူကအဲ့လိုကြာကြာနာနာလူနေပြီဆိုခိုးစရာလိုသေးလားလူစရာလိုသေးလားကျင်းတတ်လားသဘောပေါက်သလားအဲ့တော့အလူလုံးမယ်ဆိုရင်စားစရာမရှိတဲ့လူကြွေးရမှာလားစားစရာရှိပြီးသားလူကြွေးရမှာအဝတ်ထက်ကိုစားဝတ်စရာမရှိသူပေးရမှာလားရှိပြီးသားလူပေးရမှာအလူလောက်တတ်အောင်လည်းလုပ်ကြအောင်ဒါကိုဦးဇင်းတို့သူမင်္ဂလာဖောင်ဒေးရှင်းဆိုပြီးထူထောင်နေပါတယ်အဲ့ဒါပရိယတ္တိသာသနာတော်ကြီးကိုထောက်ပံ့မှုစာသင်တိုက်တွေမှာသင်ရတဲ့ဆရာတော်တွေစာလိုက်နေတဲ့ကိုတော်လေးတွေအမတန်ပင်ပန်းဆင်းရဲစွာမြန်မာနိုင်ငံနဲ့အဝမ်းကြိုးစားပြီးအလုပ်လုပ်နေရတယ်ဒါပေမဲ့လူမဲ့လူအမတန်ရှားတယ်ခြေကနံပေးတဲ့ဘုန်းကြီးကျောင်းမှာသွားပုံနေတိုင်းရတဲ့ဆင်ကျောင်းမှာသွားပုံနေတယ်အဲ့ဒီနေရာသာသနာပြုတဲ့နေရာလားဆိုသာသနာဖြတ်တဲ့နေရာဟင်သာသနာပြုတဲ့နေရာလားဖြတ်တဲ့နေရာလားအဲ့တော့သာသနာဖြတ်မဲ့လူကြတော့အင်အားကောင်းအောင်သွားပုံပေးထားတယ်သာသနာတကယ်လုပ်နေတဲ့လူတွေကြတော့စင်စင်ရဲရဲချိုးချိုးတဲ့ဖြစ်တယ်ရှင်းလားတကယ်မှတကယ်သာသနာပြုမှာပရိယတ္တိပရိပတ်တိရှင်းသလားကန္တဒုရနဲ့ဝိပဿနာဒုရဒီဒုရနှစ်ဖြာကလွဲရင်တခြားသာသနာပြုလုပ်ငန်းမရှိအဲ့ဒီဒုရနှစ်ဖြာကိုထောက်ပံ့မှသာသနာကိုထောက်ပံ့တယ်အဲ့ဒီဒုရနှစ်ဖြာကိုလူတန်းမှသာသနာကိုပြုစုတာရှင်းလားသဘောပေါက်သလားဒါပြန်အားလုံးကြိုးစားဖို့သိမသိကဲဒီနေ့အယုံနှိမ့်ဆုံးဖြစ်တဲ့ဖဏတ်ကလေးတရားခဲတော့ဗုဒ္ဓဘာသာဝင်တွေစကားပြောရင်ပြောရရင်ဦးဇင်းတို့ကျောင်းမှာဓမ္မယုံကြီးတည်တော့ကန္နာကုရိတိုက်ကိုအလူရှင်လူနေတယ်10ဦး15ဦးသိန်း100ကုန်ကုန်200ကုန်ကုန်ဖျားတဲ့ဒါပေမဲ့ first floor ဘောကိုတက်ဖို့လှေကားတစ်ကိုတယောက်မှလာမလို့ဘာဖြစ်လို့တော့မေးကြည့်တော့အနင်းခံမှာဆိုလို့ဘယ်လောက်များအသိဉာဏ်ချွတ်ယွင်းနေတယ်ဆိုကျုပ်ကငိုရမလို့ရီရမလို့ခင်ဗျားတို့ကြည့်ပြီးတော့ဗျာစိတ်ဆင်းရဲပါလေအဲ့ဒီဘုရားเจ้าကိုရောက်ဖို့ဒီလေကားနေနင်းမတက်ဖ ೇನೆ ရောက်မလားဒါပြင်အဲ့ဒီကန္နာကုရိအလူကြီးတဲ့ဘယ်အလူကအရေးကြီးနေလို့ဟေးမင်းတို့ကန္နာကုရိပဲလူနေကြလေကားမရှိဘဲနဲ့ဘယ်လိုဖူးကြမလို့ရှင်းလားအဲ့တော့ခုဘုရားလောင်းကဖဏတ်ကိုခင်ဗျားတို့အသိသေးနေဆိုရင်အနင်းခံမှာဆိုလို့မလူရင်တိမ်မောပြက်တင်ကယ်မဲ့လူရင်ထားရခြင်းရင်ထားနဲ့ပတ်သက်တာလှူဘူးမှရတယ်ဗျာရှင်းလားတူသောအကျိုးကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဘယ်အချိန်ပေးမှလဲအကြောင်းညီညွတ်တဲ့ချိန်ဒါဖြင့်ဒီနေ့ဒီဇတ်တော်ကိုနာရခြင်းဖြင့်ဘုရားအလောင်းတော်ရဲ့စိတ်ဓာတ်ခွန်အားတွေရောမရဘူးလားဘာမှအချောင်မလို့ခြင်းကြနဲ့စီကံမဲ့တဲ့ဗုဒ္ဓဘာသာမဖြစ်စေနဲ့ရှင်းသလားအရေးချင်းမရှိတဲ့ဗုဒ္ဓဘာသာမဖြစ်စေနဲ့စီကံမဲ့သောမြို့ကြီးသားများမဖြစ်ကြစေနဲ့ဟင်္ဒရာမြို့ကြီးကြီးပဲအဲ့ဒီမြို့ကြီးသားဆိုရင်စီကံရှိရဆိုင်ကယ်နဲ့ထွက်လာကြတဲ့အုတ်ထုတ်ပါလား2ယောက်တည်းပုံမစည်းဘူးဒါ limit သူထုတ်ထားတာ2ယောက်စီးရှင်းလားမော်တော်ဘီကယ်အတွက်လားကိုယ်အတွက်လားဒီစီကံဟာမော်တော်ဘီကယ်အတွက်လားကိုယ်အတွက်လားဒီတိုင်းပဲနေရာတိုင်းမှာပြန်ကြည့်ပါစီကံရှိမှတိုးတက်ကျင်ရသလားစပိန်နင်းရင်စပိန်လမ်းကနင်းဆိုင်ကယ်စီးရင်ဆိုင်ကယ်လမ်းကစီးကားလမ်းဆိုတာကားသွားဖို့နေရာရှိတယ်ဆိုင်ကယ်သွားဖို့နေရာရှိတယ်လမ်းလေကောင်ကကြီးအကုန်တက်မောင်းရင်သိချင်းစိုးနဲ့သိမယ်ကိုယ်ကျင်သလိုကိုယ်ရင်သိချင်းစိုးနဲ့သိမယ်ရှင်းလားသူတွေ့ရရင်ဒါဗမာတနိုင်ငံလုံးအတူတူပဲဟင်္ဒရာတစ်မျိုးတည်းဖြစ်နေတာမဟုတ်ဘူးဟောလာပြောပြပြန်ပြီဒီနိုင်ငံအကြောင်းနော်မပြောဘူးလူတိုင်းဒီလိုပဲကျင်ရသလား
ဆိုင်ကယ်ရှိတယ်စီကံမရှိဘူးရင်စီကံမရှိဘူးလမ်းစီကံမရှိဘူးထင်းတယ်လို့လုပ်နေကြတယ်အဲ့ဒီရင်စီကံလမ်းစီကံဟာဟိုကောင်တွေအတွက်လားခမည်းတော်အတွက်လားကျင်းသလားဘသူအတွက်ပြောတာလဲလဲသိအောင်လုပ်ကြအောင်ကျင်းတယ်နော်ဒါဖြင့်ဘသူကိုဘသူအားကိုးမှာဒီနေ့ပြည့်နေတဲ့သာသနာကိုဘယ်လိုပြင်ကြမလဲကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းဖြင့်ပြင်ရမယ်မနေ့ကပြောလိုက်ပြီးသေးဘသူကိုယ်တိုင်တာဝန်ယူရမှာလေဘသူကိုဘသူလို့တသာသနာလုံးလိုက်ပြင်နေရမှာလားကိုပြင်ရမှာလားကျင်းသလားရင်ထဲမှာဘသူအဆုံးမကိန်းရမှာအေးနှလုံးသားထဲမှာဖျားဖူးနိုင်အောင်ကြိုးစားအပြင်ဖျက်လေထွက်တာတော့ဘယ်ထွက်တော့ဘာမှမဖြစ်ဘူးဘယ်နှခုနှစ်ကတည်းကအိတ်ထားလိုက်ဟင်ရှင်းသလားအဲ့ဒါအဲ့ခုနှစ်ကလူတွေတည်သွားတယ်အခုခေတ်လူတည်ရင်အခုခေတ်တည်တာပေါ့ဘယ်တော့ကတည်တကယ်ဖူးရမယ်ဖျားကရင်ထဲကဖျားရှင်းသလားဘုသူမင်္ဂလာလာပြောရှင်ဘုရားဖျားတည်အောင်မလားတဲ့ကျောင်းအခုသိကြီးဆောင်ပါတဲ့ဖျားတည်မလားတည်ဘူးလို့ငါညတိုင်းဖျားလိုက်တယ်နေတာဒီနေ့ဟင်္သရာမျိုးလူတော်မကြီးနိုင်ဘူးဟင်အဲ့ဒီလူတွေရင်ထဲကိုဗာထည့်နေတာဖျားတည်နေတာအဲ့တော့အပြင်ကဖျားကအရေးကြီးတာလားရင်ထဲကဖျားကအရေးကြီးတာလားကျင်းသလားဟိဖျားဘယ်မှာဖူးကြမလဲရင်ထဲမှာဖူးပဲဒါကြောင့်မို့ဖျားကတော့ဘူးပြီလားဘသူကိုဘသူမေးရမှာဖျားကိုဘယ်လိုကြောမလဲကျေးဇူးသိပြီးမှကြောမယ်ပြန်ပြောဒါဖြင့်ဘုရားရှင်ကျေးဇူးတို့မှရှိမရှိငါတို့ကဘာဘာသာတွေလဲဘသူအမှုကျင့်တိုင်းကျင့်ရမယ်ဘုရားလောင်းကဒီဇတ်တော်တွေဟောတာသူ့အကြောင်းကြွားခြင်းလို့လားဘယ်သူတွေအတွက်လဲရှင်းသလားဘာမှအချောင်းမလို့ခြင်းပါနဲ့ဖဏတ်တရားလူရင်တရားအကျိုးတော့ကျင့်သလားအယုံနှိမ့်ဆုံးအလူသည်အမွန်မြတ်ဆုံးကုသိုလ်ရှင်းသလားအယုံနှိမ့်ဆုံးအလုပ်သည်အမြတ်ဆုံးဒါနယုံနှိမ့်ဆုံးဆိုတာအလူလုပ်တယ်ပကံဆေးတဲ့နေရာနေတယ်တန်ရှင်းလုပ်တဲ့နေရာလုပ်သူများတွေမလုပ်ချင်ဘူးဒါပေမဲ့အဲ့ဒီကုသိုလ်ဟာအမြတ်ဆုံးကုသိုလ်ရှင်းသလားသဘောပေါက်သလားဒါဖြင့်အားလုံးကိုယ်စီအသိစိတ်နဲ့ကြိုးစားဖို့မလိုဘူးလားသာသနာအကွဲခံနိုင်သလားလူမျိုးရောအပြောက်ခံနိုင်သလားမခံနိုင်ရင်သတိထားဝရိယဆိုင်ပညာနဲ့ကြည်ခန္ဓာဘယ်နှပါလဲ၅ပါးကြည့်တော့ဗာမြဲသလားမမြဲဘူးလားဘာသစ္စာသိတဲ့ဉာဏ်ကနဲ့မမှန်ကန်သိတော့ဘုရားအလောင်းကဒီဒေသနာလဲဟောရောအောက်ကယဟန်တွေပိဋကအားလုံးဟာအဲ့ဒီမှာဥပါဒကာနဲ့တကွကျွတ်တန်းဝင်ကြရှင်းသလားကျွတ်တန်းဝင်တယ်ဆိုတာသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲသူသစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိတရားမလျှော့သောဇွဲလုံးလားလက်ကင်ထားပြီးတော့မိမိကိုယ်ကိုမိမိကောင်းစွာထိမ့်သိမ်းစောင့်ရှောက်ရင်းနဲ့သာသနာတော်ကြီးဤတန်ဖိုးအမျိုးဤတန်ဖိုးကိုမြင့်တင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းဒီညဒီမြနဲ့နာကြစို့ကဲအားလုံး